ကျွန်တော်တို့ဘေးလွယ်အိတ်ဆိုတာဘေးလွယ်အိတ်ဆိုတာ以前个看看那个ဘေးလွယ်အိတ်ဆိုကျွန်တော်တို့ဘေးမှာလွယ်ထားတဲ့လွယ်အိတ်လေသိရမလားကျွန်တော်တို့ကရင်လွယ်အိတ်တို့လိုမျိုးကျွန်တော်တို့ကချင်လွယ်အိတ်တို့လိုမျိုးကွာတွေပါတွေထည့်ထားတယ်လူကလေးတွေကြတော့လောက်စလုံးတွေပါတွေထည့်ထားတယ်လေကျွန်တော်ကချင်ကရင်အဖိုးကြီးကြအမကိုအစ်တို့ကိုညက်တို့အကုန်ပါတယ်ကွန်တီးလည်းပါတယ်ဗျကျွန်တော်ဒီလိုမျိုးစလွေတိုင်းဒီမှာသူ့ကိုတချို့ဘေးတန်တဲ့လူဆွေညာဖက်မှာလွယ်တယ်ညာတန်လို့ဘေးဖက်လွယ်မှာဘေးဖက်ဖြစ်ညာဖက်ဖြစ်ကျွန်တော်တို့လွယ်ထားတတ်တယ်အဲ့လွယ်အဲ့ဒီလွယ်အိတ်ကဘာဖြစ်လဲဆိုတော့သူအရှိကိုကျွန်တော်လမ်းလျှောက်ပြီးဆိုတော့အမေရန်ပေါင်ကိုသူအမေရန်တိုက်နေအချိန်ပြီးတေပုတ်လိုက်အရှိကိုရန်လန့်အနောက်ကိုရန်လန့်အဲ့ဒီပေါင်တကြောမှာပဲသူအမေရန်ပြတ်တနာရှာတယ်အဲ့ဒီဘေးလွယ်အိတ်ကအရှိကိုလည်းမဟုတ်အနောက်ကိုလည်းမဟုတ်အဲ့လိုမျိုးပြတ်တနာအရန်ရှာတယ်ဘေးတိုက်ကိုဟုတ်ပါတည်ရမလားစိတ်ပညာစိတ်နိုင်လူမျိုးလေစိတ်ပညာစိတ်နိုင်လူမျိုးသူကတနေရာတည်းမနေအရှိဆူလည်းမဟုတ်အနောက်ဆူလည်းမဟုတ်တွားချီတာတွားနေရောဆိုတော့ကျွန်တော်တို့ဘူချိုကုငွေ Facebook မှာရေးထားတာကကျွန်တော်ရဲ့ page မှာရေးထားတယ်အတူပဲကျွန်တော်တို့ပေါ့ KNO နေလို့တီးမှာပါ KNO ပေါ့နော် KNO ဆိုကချင် National Organization ပေါ့ကျွန်တော် KNO ကိုဘေးလွယ်အိတ်လို့ပြောမှာမဟုတ်ဘူးလားတို့ချီးပြီးလောက်ကြအောင်KNO ရဲ့ဥက္ကဋ္ဌပေါ့နော်ဥက္ကဋ္ဌတထေကြီးပြည်တန်ကြောက်ပိုင်ရှင်တထေကြီးကျွန်တော်ရဲ့လေးစားတဲ့ကျွန်တော်ရဲ့ဒူဝါဘုံမင်္ဂလာရောကဒီနေ့သူအဘိအပိုင်အိတ်ဆက်အနာယူသွားပြီဆိုတဲ့အကြောင်းလေးစားပါတယ်ဆိုတဲ့အကြောင်းရေးထားတာပဲဘူချုပ်ကမောရဲ့ Facebook မှာအဲ့ဒါပဲကျွန်တော်ရေးထားတယ်လို့ပဲကျွန်တော်တို့ဒီဒူဝါဘုံမင်္ဂလာရောဆိုတာလူမျိုးလည်းအရန်ချစ်တယ်တိုင်းပြည်ကိုလည်းချစ်တယ်လူမျိုးကိုလည်းအရန်ချစ်တယ်တိုင်းပြည်နဲ့ကျွန်တော်တို့ကချင်လူမျိုးတွေအတွက်သူကအစိတ်အတောက်မရှိတဲ့လူတယောက်ဖြစ်တယ်ကချင်လူမျိုးတွေရဲ့အကျိုးကချင်ပြည်နယ်ရဲ့အကျိုးကိုသူ့ရဲ့ဘဝတစ်လျှောက်လုံးမှာသူတည်ပိုးခဲ့တာဖြစ်တယ်သူတို့လည်းကျွန်တော်တို့ဒီနွေဦးတော်လှန်ရေးရောက်လာတဲ့အချိန်မှာကျွန်တော်မောင်နှမတွေနဲ့ခံယူချက်မတူတာတခုပဲဒါပေမဲ့သူကကျွန်တော်တို့ຫນွေဦးဒေါ်လာရဲကိုအနောက်ရှက်မပေးဘူးသူမှအရန်တော်တယ်တခုတော့ပြဒီဂုတ်ချားနဲ့သူအဆက်အဆံမလုပ်ဘူးမပတ်တဲ့ဘူးဒီဂုတ်ချားငပြောဒီပလာတာဟိုသူကလုံးဝမထောက်ခံဘူးပြက်တာသူရက်တည်တယ်စစ်အာဏာရှင်ကိုမလိုချင်ဘူးအဲ့ဒါ KNO ရဲ့ကောင်းတဲ့အကွက်တစ်ခုဖြစ်တယ်အမေကျွန်တော်တို့ KNO ကိုဘာဖြစ်လို့ပြောရလဲဆို KNO ကသူက KA ကိုနည်းနည်းသူအမေရိကန် fight နေတော့သူကထားလိုက်တော့ဒါသူတို့ရဲ့ policy ပဲပေါ့နော်အမျိုးအပိုင်းလေးတွေရှိတယ်ဒါပေမဲ့သူနေမကောင်းတဲ့အချိန်ဒီလိုမျိုးဖြစ်တဲ့အချိန်မှာတော့ဘာမှမပြောချင်ဘူးလေးစားတယ်လွန်ခဲ့တဲ့နှစ်ပေါင်းကျွန်တော်လူငယ်ဘဝမှာဒီဘောနော်ဒီ KNO မဖြစ်ခင်တော့ပန်ကချင်တော့ကျွန်တော်တို့ရဲ့ MMA fighter အောင်လန်ဆောင်ရဲ့အဖေတို့နဲ့ကျွန်တော်တို့နဲ့ပန်ကချင်ခေတော့အလုပ်လုပ်ခဲ့ဖူးတယ်တကယ်ကိုစိတ်ရင်ကောင်းတယ်ရန်ကိုတော်တဲ့လူတယောက်ဖြစ်တယ်တထေးကြီးဖြစ်တယ်
ထားလိုက်တော့ဒါတော့ရှင်းပြတော့ဗောနော်အဲ့လိုပဲဆိုတော့ကျွန်တော်တို့ဘေးလွယ်အိတ်လို့ပြောလိုက်ချင်ပါဒီဘေးလွယ်အိတ်ဆိုတာဘေးလွယ်အိတ်ဆိုတာကအရှိကိုတွားပါဆိုလဲတွားအရှိမတွားချင်ဘူးဆိုလဲဘေးမှာအေးစစ်စစ်နေဆိုလဲမနေဘူးဘေးမှာလည်းအေးစစ်မနေโอเคဒါဆိုအနောက်ကလိုက်ခဲ့ဆိုလဲမလိုက်ဘူးဗျအဲ့ဒါဘေးလွယ်အိတ်လို့ခေါ်တယ်ကဲနေတလောက်အရှိတွားချင်ကဲရှေ့ကနေတွားဆိုလဲမတွားပြန်ဘူးကဲဒါဆိုအရှိကနေမတွားတဲ့အနောက်ကနေလိုက်ခဲ့ဆိုလဲမလိုက်ဘူးဗျဘေးမှာအေးစစ်စစ်နေဆိုလဲမနေဘူးထော်လောကလန်နဲ့အဲ့ဒါဘေးလွယ်အိတ်လို့ခေါ်အဲ့ဒီဘေးလွယ်အိတ်ကကျွန်တော်တို့ကချင်ကရားကရင်ချင်းမွန်ဗမာရခိုင်ရှမ်းကျွန်တော်မောင်နှမတွေတိုင်းမှာရှိတယ်ဗမာမှာလည်းရှိတာပဲကျွန်တော်တို့ရှမ်းမှာလည်းရှိတာပဲကျွန်တော်တို့ကချင်မှာလည်းရှိတာပဲကျွန်တော်ကရင်မှာလည်းရှိတာပဲဘေးလွယ်အိတ်ဆိုတာလူတိုင်းစီမှာရှိတယ်ဆိုတော့ကျွန်တော်တို့ဒီနွေဦးတော်လှန်ရေးဖြစ်လာတဲ့အချိန်မှာမြန်မာနိုင်ငံရဲ့အဓိကပြဿနာကလက်နက်ကင်ပြဿနာမဟုတ်ဘူးမြန်မာနိုင်ငံရဲ့ပြဿနာကနိုင်ငံရေးပြဿနာမဟုတ်ဘူးမြန်မာနိုင်ငံရဲ့ပြဿနာက1940ခုပြည်လုံးဂတိကဝတ်ကိုအခေါင်အထေမဖို့ပေးချင်တဲ့ပြဿနာကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒီနေ့ဂုတ်ချားကအင်အားကြီးထွားပြီးကျွန်တော်တို့ပြည်သူတွေကိုတပ်ဖြတ်နေတဲ့လူရက်နေတဲ့ပြဿနာအရင်ခံက1940ခုပြည်လုံးဂတိကဝတ်ကိုနားလေပါရိုက်အလုတ်ခါတဲ့ပြဿနာဆို1940ခုပြည်လုံးဂတိကဝတ်ကိုအကောင်အထေမဖော်နိုင်မချင်းကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပြဿနာပြီးတော့မှပြီးမှာမဟုတ်ဘူးပြီးတော့မှမပြီးဘူးကျွန်တော်မြန်မာနိုင်ငံမှာ1940ခုမှာ coming together လို့ခေါ်တယ်ကျွန်တော်တို့မောင်နှမတွေအတူတကွရှင်တွဲနေထိုင်ရအောင်လို့ပြောတဲ့ကချင်ကရားကရင်ချင်းမွန်ဗမာရခိုင်ရှမ်းကျွန်တော်တို့ရှစ်ပြည်ထောင်အတူပူအမြရှင်တွဲနေထိုင်မယ်လို့ဂတိကဝတ်အမခံထားတဲ့အဲ့ဒီဗနီရင်1940ခုပြည်လုံးစာချုပ်ကိုအကောင်အထည်မဖော်တဲ့ပြဿနာဖြစ်တယ်အဲ့ကနေမှသူက1940ခုပြည်လုံးဂတိကိုအကောင်အထည်မဖော်ပေးချင်တော့ဖဆဖလာကဗမာလူမျိုးကြီးဝါဒကိုချုပ်ကြတဲ့ကျွန်တော်တို့ပြည်နယ်တွေကိုသူတို့ဗမာပိုင်ပြည်နယ်လူမျိုးဗမာပိုင်နယ်လူမျိုးအတုံးချပြီးမှနှစ်ပေါင်း60ပြည်နယ်တွေရဲ့တယံဇာတာတွေကိုသူတို့ထုတ်သုံးတယ်အဲ့ဒီနှစ်ပေါင်း60အဲ့ဒါထုတ်သုံးတာဘယ်အထိထုတ်သုံးကျွန်တော် NLD အစိုးရလက်ထက်မှာအထိအစိုးရဘတ်ဂျက်လူလာပြီးဆိုရခိုင်ကိုစာချုပ်တယ်ရခိုင်လူထုတွေရဲ့တဘောဆန္ဒတပြားတကြက်ကိုမှမမဲပဲနဲ့ရခိုင်ပြည်သူတွေရဲ့တဘောတူချက်ကိုလည်းမမဲပဲနဲ့ရခိုင်ကမ်းလူရေနံတွေကိုနိုင်ငံတကာကိုရောင်းစားတယ်အဲ့ဒီကရတဲ့ပတ်စံကိုရန်ကုန်မန္တလေးနေပြည်တော်မှာသူတို့အခြေခံအဆောက်အုံကိုအမှန်ကန်ဆောက်တဲ့လမ်းတွေဆောက်တယ်တရားတွေဆောက်တယ်ကျွန်တော်တို့ပြည်ထောင်စုရဲ့နေတဲ့ချိန်မှာပြည်ထောင်စုရဲ့တယံဇာတာကိုထုတ်ယူတုံးဆွဲလို့မရဘူးလားဆိုတော့ရတယ်တိုးတော်လည်းပဲအဲ့ဒီဒေတာခံတွေကအဲ့ဒီသူတို့ဒေတာရဲ့ဘိုးဘွားပိုင်ပစည်းကိုအကျိုးခံစားခွင့်မရှိပဲနဲ့လူတစုစစ်တပ်ခရိုနီနဲ့အာဏာရှိတဲ့လူပဲအဲ့ဒီအကျိုးကိုခံစားတယ်ပြီးအဲ့ဒီကရတဲ့ပတ်စံနဲ့ပဲစစ်တပ်ကပဲပြန်လုပ်ပေးတယ်လို့ကြန့်ခိုင်ဖွံ့ဖြိုးရေးပဲလုပ်ပေးတယ်လို့ NLD လက်ထက်မှာပဲလုပ်ပေးတယ်လို့ ਨੇ လုပ်တယ်ပြောချင်တာကကျွန်တော်တို့ရခိုင်ပြည်မှာသွားကြည့်ပြည်နယ်တွေမှာဒုတိယအစင်းရဲဆုံးပြည်နယ်ရခိုင်ရွာတွေသွားကြည့်နေချင်းစရာတခုမှမရှိဘူးရခိုင်ရွာတွေကိုသွားကြည့်လိုက်နေချင်းစရာတခုမှမရှိဘူးပျော်စရာမရှိဘူးသူနေကောင်းမဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့မီးတွေကရင်နီဖက်ကထုတ်တယ်
比假如拍干个钱比拍个，西里面的人山那里水啦、浇水啦，等你个billion东西叫呢，billion东西叫呢，那我们谁人来搞路呀的？谁人标过来哈？你帮来看满起 billion 50些，不嘛会么多啦，80%的，个钱比多的呀，都不算大，都苦嘛么包。80 看的也都不算大，都苦嘛么包。阿公养啥的？80啊6个，现在呢面路面眼五不得吧？别谈比阳光啊、苏亚个好个钱比嘛，现在面眼吧都白的。阳光啊、苏亚个钱比呢嘛，现在面眼个体都白的。阳光啊、苏亚个钱到嘛，现在面路面眼体白的。这个所以钱到嘛，现在。面路面眼个钱路牛的呢，在赛道钱路也不光白面，一里面几个钱路没见那路不白块块，那钱路也面呗。阳光啊，苏亚撇的不嘛人呢，龙王赛。一路被杰尼当落来钱嘛嘞，一里杰尼当啊，地大看不嘛路途也3大个，龙王个有么赛务个，我个钱路被落来一开路被落来。钱路被落来说，他来了，路用么多了。啊，我杰尼当说话了，杰尼当给啥嘛了？哎，你杰尼当嘛是的，不马路途的，地大看的呀，他不参那个嘞，个有么赛务？哎，你地大看的呀，啊，当个嘞那么长，这种啊，苏亚不上亚布，上出他的，苏亚文物亚布。杰尼当地大看的呀，啊，当来那么长，哎，你杰尼当啊那样的，啊，就我灭过，哎，你杰尼当把文件有啊的，他别的节目就我们看啥样，哎，你录一个不让啊提讲来说，他通过呀类似些录了也样比闹 ，NLD 啊，所以啊，得当俺的啊提，哎，你木个龙王么标目标。NLD democracy 啊，所以啊，得来了，地大看那个，都你那个推的，一开地大个推的，越南那地人啥的，他把我单位个一开的看啥路呀么拉说 ，NLD 那天嘛来么看啥呀？个钱交钱个，压力不上过，个钱的看啥有路呀么拉说，个钱的边嘛么看啥呀 ？NLD 那天嘛，今年当俺家地大嘛是的，假如母体、水体、雷体、电体、摩龙hình， 这样子水，哎那这样子不马路也不白面嘛，看你对的。哎，你水多的干啥？钱你当干啥？这样子地大看不马路个，哎你也啊九个，他偏的讲嘛，没看啥呀不？没看啥呀有么个？一种看呀的。嘛看啥呀？用么个？一点啊讲表演通价的表，一点啊偏别个不老提价段来说 ，NLD 啊那样的俺呢啊提，哎那表么多五啊，不出改目。是了，February 第一年嘛，啊那顶看呀比那嘛。假如 NLD 个呢，的撇来比嘛 ，CRPH 属于撇来 ，CRPH 撇来的钱嘛，假如比同数那样路多嘛对呢，这个 CRPH 个，快其他那撇的，所以 CRPH 个假如比度的也门的路考的，假如比度的，来当被他的数呀，讲的撇些嘛，讲的撇些 ，NLD 说啦，假如比度路途个预告来的数呀。NLD 个讲的撇些嘛，讲的撇些，不嘛路没计划大呗，哎，缩改，答应的啊，帮我们快枪13 ，NLD 啊，所有个日本超市就加来去嘛，都苦地到比度路途个预告点苗来的，所以 NLD 说了，在地撇些嘛，在地撇些，比度路途啊预告点苗来的，所以。通过呀，超市你个呢，就那种那个嘛，大都比他预告来的，所以说么西边呢，
那趟生啊要嘛比度这个越高的收入说波拉的那趟生的个呢那趟生啊这个将开喷票也把这个aku terus dah NLD ku me khu le lu kho terus ma to khu a ji sa phu u ting sing tamada phit la da khu bi phit la da ai di phu party yu ka pwe nai da khu bi ma nai la da terus ma to khu a sit NLD က me khu le to khu ro ma hob bu အဲ့လိုပြောလို့လွဲချော်မှုမရှိဘူးလားဆိုရှိပါတယ် NLD လည်းရှိပါတယ် NLD လည်းဗမာလူမျိုးကြီးဝါဒပဲကြိုင်တာပဲ NLD လည်းတိုင်းရင်းသားတွေကိုခွဲခြားဆက်ဆံတာပဲ NLD လည်းသူမဲမနိုင်မဲ့နေရာမှာဆိုသူရွေးကောက်ပွဲကျင်းပလို့မရအောင်သူအချင်းရုပ်တာပဲ NLD လည်းသူမဲမနိုင်အောင်ဗမာလူမျိုးတွေပြန့်ကျင်းနေထိုင်တဲ့ပြည်နယ်တွေမှာ3လနေထိုင်ရင်မေးပေးခွင့်ရှိတယ်ဆိုပြီးအဲ့ဒီဒေတာမှာရှိတဲ့ဒေတာခံပါတီတွေကိုရအောင်ဖြုတ်တာပဲ NLD လည်းအချင်းရုပ်တာပဲရုပ်ပဲမဲ့ NLD ကအဲ့လိုမျိုးတိုင်းသားတွေအပေါ်မှာညစ်ပတ်ရုပ်ပတ်ပဲမဲ့ဖွတ်ပါတီလိုမျိုးမခိုးဘူးဗျဖွတ်တယ်ကမှတကယ်တခိုးအကြီးစားခိုးပြီးမှတက်လာတယ်ဒီကောင်တွေကတခိုးတွေဖွတ်တယ် NLD ကအဲ့လိုမျိုးမင်းကိုမခိုးဘူးဗျသူတို့မနိုင်အောင်ယူကောက်ပွဲကိုသူတို့ကပညာရှိနည်းနဲ့လူလေကျသွားတာပဲရှိတယ်ဖွတ်တယ်ကျွန်တော်ပြောပြမယ်ဂုတ်ချရဲ့မယားပါသားတွေ NLD ကသူတို့ကလင်ကချင်ညာနဲ့မဲကိုမနိုင်အောင်လုတ်သွားတာပဲရှိတယ်သူဒီဖြင့်ပြည်နေတွေမှာသူကလူလေကြပြီးမှမင်းနိုင်အောင်လုပ်သွားတာပဲရှင်မင်းတို့နင်တို့ဖုတ်ကြမ်းခိုင်ဖုံဖြူရဲ့လူမျိုးပေါ်တင်မဲမခိုးဘူးဗျအဲ့ကြောင့် NLD ကမဲခိုးပါတယ်ဆိုတဲ့စကားကိုကျွန်တော်ကချင်တယောက်အနေနဲ့တော့မှကျွန်တော်လက်မခံနိုင်ဘူးဒါကျွန်တော်တို့ NLD မဟုတ်ဘူးနော်ဒါမဲ့လက်မခံဘူး NLD ကိုမဲခိုးတယ်ဆိုတဲ့စကားကိုလုံးဝလက်မခံဘူး NLD ကလူလေကြပြီးမှတိုင်းသားဒေသတွေမှာမင်းနိုင်အောင်လုပ်တယ်ဆိုတာတော့လက်ခံတယ်ဒါပေမဲ့ခိုးတယ်ဆိုတဲ့ဟာလုံးဝလက်မခံဘူးလုံးဝလက်မခံပြီးမှအောင်ဆန်းစုကြည်ကိုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုရွှေချောင်းစားတယ်ဒေါ်လာစားတယ်ဆိုပြီးလက်စားတယ်ဆိုပြီးတရားဆွဲတာလဲငါတို့တိုင်းသားတွေယုံလဲမယုံဘူးလက်လည်းမခံမင်းတို့လိုမျိုးတပုတ်သေးကြီးတဲ့ဗမာငပိန်းတွေပဲယုံတာငါတို့တိုင်းသားတွေမင်းကြည့်လိုက် NLD လူလေအလုတ်ခါတဲ့ NLD လည်းလက်မခံဘူးတိုင်းသားတွေလည်းလက်မခံဘူးအဲ့ဒီနင်တို့ဗမာငတချို့ငပိန်းတွေပဲယုံတာအဲ့ဒီဂုတ်ချရဲ့မယားပါသားတွေပဲယုံတောင်းဆန်းစုကြည်ကိုလက်စားဆိုတာဘယ်တိုင်းသားမှမယုံဘူးလည်းမခံအဲ့ဒါအယူစကားကြီးဆိုတော့ဟုတ်ပြီထားလိုက်တော့ကျွန်တော်တို့နိုင်ငံကတမိုင်းကမလာခဲ့တော့အကုန်လုံးအမားမအယူယူပဲကချင်လည်းမားတာပဲကရင်လည်းမားတာပဲချင်းလည်းမားတာပဲရခိုင်လည်းမားတာပဲရှမ်းလည်းမားတာပဲလူတိုင်းမားတယ်လူတိုင်းမားတယ်ဆိုတော့ကျွန်တော်တို့ရဲ့NLD ကအစမားတာပဲသူလည်းအမမယူယူပဲအမိုင်းအာနာတိပြီးသွားမှကျွန်တော်တို့လူတိုင်းငါတို့လူတိုင်းဟာမားခဲ့ပါလားငါတို့ဟာတကယ်ကိုမားခဲ့ကြပါလားဆိုတာကျွန်တော်တို့မောင်နှမ8ယောက်လုံးကကိုအမားကိုတွေ့ကြတာကချင်လဲငါတို့မားသွားတယ်ဗမာလဲငါတို့မားသွားတယ်ရခိုင်လဲငါတို့မားသွားတယ်ရှမ်းလဲငါတို့မားသွားတယ်အခုအာနာတင်းခံရမှကျွန်တော်တို့အဖွဲ့တွေကကျွန်တော်မောင်နှမ8ယောက်ကကိုအမားကိုမြင်ကြတယ်အဲကြောင့်
ဒီ国家အာဏာတင်းပေးလိုက်တာလဲခက်ကောင်းကောင်းပဲဒီ国家အာဏာတင်းပေးတာလဲတင်းပေးလိုက်တာလဲခက်ကောင်းကောင်းပဲကျွန်တော်တို့ကိုယ့်ရဲ့အာဏာချက်ကိုယ့်ရဲ့အမားကိုတီးလိုက်ရတယ်ဒီ国家အာဏာတင်းလိုက်တဲ့အချိန်မှာအော်ငါတို့ခရိယန်လည်းမပြည့်စုံဘူးငါတို့ဗုဒ္ဓလည်းမပြည့်စုံဘူးငါတို့မွတ်စလင်တွေလည်းမပြည့်စုံဘူးငါတို့ဂေါရခါတွေလည်းမပြည့်စုံဘူးငါတို့ကချင်တွေလည်းမပြည့်စုံဘူးငါတို့ရှမ်းတွေငါတို့ဗမာတွေကျွန်တော်တို့ကလူမျိုးတိုင်းဘာသာတိုင်းမှာကျွန်တော်တို့ကအမားလူနဲ့ကြီးပါလားဆိုတဲ့ဟာကိုယ့်ရဲ့အမားကိုပြင်ဆင်ဖို့ရမြမသမိုင်းမှာအင်မတန်ကောင်းတဲ့အခွင့်အရေးတစ်ခုထွက်လာတယ်အဲ့ဒါကျွန်တော်တို့တကယ်ကိုအရှုံးတဲ့ကအမျက်ပဲအဲ့ဒါအရှုံးတဲ့ကအမျက်ပဲတကယ်အရှုံးတဲ့ကအမျက်ဟုတ်ပြီဒါဆိုရင်ကျွန်တော် CRPH စထောင်တော့အောင်မလားမမှန်ဘူးဗျ CRPH လေသူဆက်ပြီးမှဒီအနာရ NLD ပါတီဆိုပြီးမှသူကဆက်ပြီးကြိုက်ထားပြီးမှကြိုက်ရမယ်မကြိုက်လို့ပြောရင်ကြိုက်ရမယ်ပြီးမှသူစစ်ကူစားရင်လားမကြခင်မှာကိုကြပြန်ဖေပေးလိမ့်မယ်စန္ဒပြရဲ့ကိုကြပြန်ဖေပေးရဲ့ဒီပြည်ထောင်စုကိုငါတို့ NLD ပြန်အုပ်ချုပ်မယ်ဆိုတဲ့စစ်ကူနဲ့ CRPH ကသူလည်းခေါင်းမာတယ်တော့ခေါင်းမာတဲ့အတွက်ကြောင့်တိုင်းရင်းသားတွေနဲ့သူစကားပြောတဲ့အချိန်မှာတိုင်းရင်းသားတွေပါမလာတော့သူအထက်စီးကနေပြောတော့ဆိုတော့မှရခိုင်တို့ပါမလာတော့သူရှမ်းတွေဝါတွေသူမပြောတာမပြောတာအဲကြောင့်ဘူချုပ်သူမြတ်နိုင်ကဘာပြောလဲဆိုကျွန်တော်နဲ့လမ်းစဉ်မတူအဲကြောင့်ကျွန်တော်တို့မလိုက်ဘူးအဲကြောင့်ဒီ CRPH ကိုသူတို့ဒေါ်လာရေးလုပ်တဲ့အချိန်မှာကျွန်တော်တို့ရခိုင်တွေအဲ့ဒီဒေါ်လာရေးကိုအနောက်အရှက်ဘယ်သူမှမပေးနဲ့ကျွန်တော်တို့တတ်နိုင်ဖက်ကူညီရအောင်ဒါပေမဲ့သူတို့တွားချင်တဲ့ CRPH တွားချင်တဲ့ Federal ကိုကျွန်တော်ရခိုင်တွေမလိုက်နိုင်ဘူးဒါပဲသူပြောတယ်ရှင်းတယ်ဆိုတော့နည်းနည်းကြာလာတဲ့အချိန်မှာကိုကျကလူတတ်တယ်ဒီကောင်ရှင်ထွက်မထွက်နိုင်ဘူးဆိုတဲ့ဟာကို CRPH လည်းသူလည်းပြန်ဆင်ချင်လာတယ်သူလည်းသူ့အမားကိုသူပြန်ပြင်တာပေါ့နော် CRPH လည်းပြန်ပြင်တယ်လူစရောလူလည်းမာတတ်တာပဲမလား CRPH ပြန်ပြင်တယ်ပြင်ပြီးမှတိုင်းသားတွေရဲ့အတန်ကိုပြန်နားထောင်တယ်နားထောင်ရင်းနဲ့ NUCC ဆိုတာပေါ်ပေါက်လာတယ်ကျွန်တော်တို့ National Unity ကျွန်တော်အတိုင်ပင်ခံဗမာလူပြောမယ် sorry ကျွန်တော်အမျိုးသားညီညွတ်အတိုင်ပင်ခံကောင်စီတွေပေါ့အဲ့မှာကျွန်တော်တို့ကချင်အတိုင်ပင်ခံအဖွဲ့တွေရှိမယ်ချင်းအတိုင်ပင်ခံရှိမယ်ကျွန်တော်တို့မွန်လူမျိုးတွေအတိုင်ပင်ခံရှိမယ်ကျွန်တော်တို့ကရင်တွေအတိုင်ပင်ခံအဖွဲ့တွေရှိမယ်ကျွန်တော်တို့ရှမ်းတွေအတိုင်ပင်ခံအဖွဲ့တွေရှိမယ်တခြားလူမျိုးကျွန်တော်တို့လာဟူတို့ပါမယ်ကျွန်တော်တီးတော့ပေါ့နော်ကျွန်တော်တို့ဘအိုးတို့ပါမယ်ကျွန်တော်တို့တူဆဆလည်းနဲ့ကန်နေ KNU အဲ့ထဲဝင်လာတော့ဒါကျွန်တော်တဘောကတော့လက်နဲ့ကန်တွေကိုအဲ့ထဲမဝင်စေချင်ဘူးပီတူလူထုကိုကူစားပြုတ်တဲ့အတိုင်ပင်ခံအဖွဲ့အစည်းနိုင်ငံရေးလုပ်မဲ့အဖွဲ့အစည်းကိုအဲ့ဒီ NUCC မှာပါစေချင်တယ်ဆိုတော့ပါလာတဲ့အချိန်မှာဟုတ်ပြီကျွန်တော်တို့စစ်မှန်တဲ့ Federal ပြည်ထောင်စုကိုကျွန်တော်တည်ဆောက်ရအောင်ဆိုတော့ဟုတ်ပြီတည်ဆောက်မယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော် NUG ကိုကျွန်တော်တို့ဖွဲ့စည်းလိုက်ပြီ NUG ကနေကျွန်တော်တို့ကလေးစားတဲ့ဒေါက်တာဆလိုင်းလန်မုံစခေါင်ဦးဆောင်တဲ့ Federal ရေးရဝန်ကြီးကနေဒီကျွန်တော်တို့ Federal ဖွဲ့စည်းပုံကိုရေးဆွဲရတော့မယ်ဆိုတော့သူတယောက်လည်းဆွဲလို့မရအောင်ဟုတ် NUCC မှာပါနေတဲ့ကျွန်တော်တို့ဗမာအတိုင်ပင်ခံအဖွဲ့အစည်းကျွန်တော်ဗမာလူမျိုးတွေကိုစားပြုတ်တဲ့ဗမာအတိုင်ပင်ခံအဖွဲ့အစည်းပေါ့အဲ့မှာဘယ်သူပါလဲကျွန်တော်တို့မသိဘူးကျွန်တော်လည်း NUG လူမဟုတ်ဘူး CRPH လူလည်းမဟုတ်ဘူး NUCC လူလည်းမဟုတ်ဘူးကျွန်တော်ဘယ်သူလူမှမဟုတ်ဘူးဗျဒါကျွန်တော်လမ်းမင်းတော့ပါဆိုတော့ NUCC ဘာဖြစ်လို့ရန်ဖြစ်ကြတယ်လဲဆိုတော့ကျွန်တော်ဒီရက်ပိုင်းလိုက်ရင်နဲ့ကျွန်တော်တတိယရနောက်ကျတယ်ကျွန်တော်သူများလောက်မမြန်ဘူးဘာလို့ကိုကသူတို့ NUG နဲ့လည်းကိုမပတ်သက်ဘူး NLD နဲ့လည်းမပတ်သက်ဘူး CRPH နဲ့လည်းမပတ်သက်ဘူး NUCC နဲ့လည်းကျွန်တော်မပတ်သက်တော့သူတို့ရဲ့အသွေးတင်းကိုကျွန်တော်တို့မရနိုင်ဘူးဒါပေမဲ့ကျွန်တော်လိုက်ပြီးမှချိတ်ရင်နဲ့ဘာတွေ့ရလဲဆိုရင်အစတော့ NUCC ကပိန်းတယ်ဗျဗမာလူမျိုးကြီးဝါဒကိုင်နေတဲ့ NLD အချို့လွတ်တော်အမတ်တွေရှိတယ်
俺都比唐苏啊苏呀 NLD， 没加起嘛 Federal 嘞，俺都 NLD 个比唐苏啊苏呀属于，那里面卡冰身上嘞 NLD 路到嘛类似的，不是类似咁师傅，那里面类似的，他来了，但跟说呢。CRP 都底啊嘛，底加加啦嘛，其他路 NLD 说的，这个安那呀路多撇的，不都被摘没摘，แต่ยานี่เบเปียวๆมาแต่ยาผู้เบเปียวๆมันเนี่ยเบเปียวๆมันเนี่ยเบเปียวๆ NLD ဆိုတာငါတို့ပြည်သူတွေရွေးကောက်တင်မြှောက်ထားတဲ့ဆိုရ NLD လွတ်တော်အမတ်တွေဗမာလူမျိုးကြီးဝါဒပဲချုပ်ကြတယ်ပဲပြောတိုင်းသားတွေကိုခွဲခြားတယ်ပဲပြောကျွန်တော်တို့ရွေးကောက်ထားတဲ့ပါတီအဲ့တော့ကတော့ပြည်ထောင်စုအတုလေကျွန်တော်တို့ကနှစ်90ပြည်ထောင်စုအတူကြီးစုလာတာအဲ့ဒါတွေကမားနေတာဟာအဆန်းမဟုတ်ဘူး NLD ဒီလိုမျိုးကျင့်သုံးတာအဆန်းမဟုတ်ဘူးကျွန်တော်တို့ကစစ်မှန်တဲ့ Federal ပြည်ထောင်စုကိုနှစ်ပေါင်း90မှာတခါမှမတွားဘူးတခါမှမတွားဘူးဆိုတော့အခုကျွန်တော်တို့ကဒီတော်လိုင်းပြီးတဲ့အချိန်မှာစစ်မှန်တဲ့ Federal ကိုပြန်သွားမယ်သူတို့မွန်တွေရဲ့ကံကြမ္မာကိုဖန်တီးပိုက်ခွင့်သူတို့ရဲ့ဖွဲ့စည်းပုံသူတို့ဆွဲမယ်သူတို့သူတို့ရဲ့ရာဘာလဲသူတို့ရဲ့မွန်နေကိုသူတို့အုပ်ချုပ်ပါစေဆိုပြီးမွန်တွေမှာဆုံးဖြတ်ပိုက်ခွင့်အပြည့်အဝပါဝါ Supreme Power သူတို့စီမှာရှိအောင်ငါတို့ဖွဲ့စည်းပုံဆွဲလာမယ်ဆိုတဲ့အချိန်မှာအဲ့မှာပြဿနာတက်တာဆိုတော့ဟုတ်ပြီဆိုတော့ NUCC ကနေမှအဲ့ဒီ Federal ဖွဲ့စည်းပုံကိုဘယ်လိုတွားမလဲဆိုတာ NUG ကိုတင်ပြမှာ NUG ကဆွဲလို့ရမှာဆိုတော့ကျွန်တော်တို့ကရမညာဟုတ်ပြီတောင်းလျှောက် NLD နဲ့ CRPH ကိုကျွန်တော်တို့ကတောင်းလျှောက် pressure ပေးလာတယ်ကျွန်တော် NUG ကိုလည်း pressure တောင်းလျှောက်ပေးလာတယ်မိမောင်းထိုးပြလာတဲ့အချိန်မှာဒီ6လ9လ10လကြာတဲ့အချိန်မှာ NUG ကိုတော့ငကောင်း CRPH တော့ငကောင်း NLD တော့ငကောင်း90ရာခိုင်နှုန်းလောက်ကအကျွတ်တရားရလာတယ်ဗျ CRPH ရဲ့တွေးခေါ်မှုလည်းမှန်လာတယ် NUG ရဲ့တွေးခေါ်မှုလည်းလမ်းကြောင်းမှန်ပေါ်ရောက်လာတယ်ကြည်စမ်းအချို့ NLD လွတ်တော်အမတ် majority တွေရဲ့အတွေးခေါ်လည်းလမ်းကြောင်းမှန်ပေါ်ရောက်လာတယ်အခုကအဲ့ဒီ NUCC မှာပါနေတဲ့အဲ့ဒီကျွန်တော်တို့တိုင်းသားတွေရဲ့အတွေးခေါ်ကမားနေတော့ဆိုတော့ NUCC မှာကျွန်တော်တို့မွန်အတိုင်ပင်ခံအဖွဲ့ရှိတယ်ကယားအတိုင်ပင်ခံအဖွဲ့ရှိတယ်ချင်းအတိုင်ပင်ခံအဖွဲ့ရှိတယ်ကချင်အတိုင်ပင်ခံအဖွဲ့ရှိတယ်ဒီလေးဖွဲ့ကပြဿနာရှာတာကျွန်တော်လိုက်တာမတွေ့ဘူးဗျမတွေ့ဘူးကျွန်တော်ဘသူပြဿနာအများဆုံးရှာလဲဆိုအဲ့ဒီရှမ်းအတိုင်ပင်ခံအဖွဲ့ကနေပါလာတဲ့မိမတွေကပြဿနာတော်ရှာတယ်တော့အဲ့ဒီ NUCC မှာရှမ်းကဘသူကိုသွားကလတ်နိုင်လဲဆိုလာဟူတို့ကအစဟိုကျွန်တော်တို့ဘအိုးတွေအဆုံးအကုန်လုံးတေဖို့ခေါ်ညှိပြီးပြဿနာရှာပါလေရောဆိုတော့အဲ့ဒီမှာကျွန်တော်တို့ကရင်အဖွဲ့အစည်းလည်းများတယ်တော့ဆိုတော့နိုင်ငံတကာမှာလည်းများတဲ့အချိန်မှာကျွန်တော်တို့ကရင်တွေလည်းနှစ်ဖွဲ့သုံးဖွဲ့တွေဖြစ်ပြီးအမှ NUCC မှာအမှကမောက်ကမတွေဖြစ်ပြီးအတိကအမှရှမ်းဘွားတော်နဲ့ကရင်ဘွားတော်တွေခေါ်ရတော့ဟိုလာဟူတို့ LUD တို့အမှဥခွန်ထုံးဦးရဲ့ဘအိုးအဖွဲ့တို့အမှ NUCC ကိုအရှိတူးလို့မရအောင်သူတို့ကထော်လောကနဲ့လုတ်ပါလေရောကျွန်တော်ထောက်မှာမဟုတ်ဘူးနော်အဲ့မှာကချင်တွေကလိုက်ရင်ကျွန်တော်ကချင်ကိုလည်းပြောမှာကျွန်တော် K ဖြစ်လို့ခေါ်တယ်ကချင်အတိုင်ပင်ခံအဖွဲ့ကလုံးဝပြဿနာမရှာဘူးလောလောဆယ်ဆယ်ပေါ့ကျွန်တော်တည်တော့ပေါ့မတည်ဘယ်နဲ့ကျွန်တော်ရဲ့ကချင်အတိုင်ပင်ခံအဖွဲ့ဖြစ်တဲ့အွန်လိုင်းဆောင်ရဲ့အကူကွန်ဆန်ဆောင်ဦးဆောင်တဲ့ K ပြအဖွဲ့ပြဿနာရှာတယ်ဆိုတတိယကျွန်တော်ပြောပြကျွန်တော် live ကနေပြန်ငါပြန်မတောင်းပြန်ထောက်ပြပေးမယ်ကျွန်တော်တို့ကချင်စွေးလဲထားမှာမဟုတ်ဗျာကျွန်တော်တို့စစ်မှန်တဲ့ Federal ပြည်ထောင်စုနောက်ဘေတော့မှမျက်ရည်မကျတဲ့
俺都忙他妈的掉呢掉，北头嘛变没改价的，比通数个，不爆破的，知道地不爱他妈问了，哎呀，知道不都面那嘛掏什么路，哎，有几面那来知道嘛掏什么路，下配面那来掏什么路，个亲面那来掏什么路，不都面那完来嘛掏不 ，sorry 呗，别的顶他那嘛来，知道三两路，不都嘛来弄个有呗。nếu tôi là nhưng mà cô thì mình cô sao bị mà buồn là đấy cô bớt sang này cô buồn là đấy nó cái yêu vậy bây phải xíu mà nó cái yêu vậy bà phía sau ngã đó ốc sủi đấy cả federal popo là bị nó này ngay vậy này lúng qua lấy bắt dem mà mua sorry bye 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 cô lúc cô biến lúc mẹ cô buồn này cô bé xích lấy muốn sao mình nó này ngay vậy mình nó chạy đi lúc ốc chốt mình nó chạy đấy khui ye yêu bị chạy đi lúc bé cô mình bé lúc xa mình nó xích của muốn sao ngã to thế mà tòng thế mà ngã sai biểu hiện lúc biểu ngã ít xe bên này ta đã biểu nó có yêu bé cho nó biểu mà bé không ai đi NUCC mà sao biết là cái NLD của cái này sao bị bà màလူမျိုးကြီးဝါဒချုပ်ကြတယ်bà mà rồi tôi bé đi cái sinh ra chứ cho nó white tu này NLD của white tu này NLD là yêu là CRPH ကိုကျွန်တော်တို့ဝိုင်းတိုးနဲ့ CRPH ကလည်းရွေ့လာတယ်သူနှလုံးသားခြေပြန့်လာတယ် NUG လည်းကျွန်တော်တို့တိုးနဲ့ငါးပြားမတောင်ပြောတဲ့ချိန်မှာ NUG လည်းရွေ့လာတယ်အခုကပြဿနာကအဲ့ဒီအင်မတန်အရေးကြီးတဲ့ကျွန်တော်တို့လူမျိုးပေါင်းစုံပါတယ်အဲ့ဒီ NUCC မှာပြဿနာရှိနေတာအဲ့ကျွန်တော်တခါပြန်ပြီးရှမ်းလူမျိုးတွေကိုလည်းကျွန်တော်ခွန်အားပေးခြင်းတယ်ကျွန်တော်တို့ရှမ်းလူမျိုးတွေစစ်မှန်တဲ့ Federal ပြည်ထောင်စုကိုကျွန်တော်တို့တကယ်လူချင်းနေဆိုရင်ကျွန်တော်တို့ရဲ့ရှမ်းပါတီတွေတော့ကောင်းအဲ့ဒီ NUCC မှာကျွန်တော်တို့ရှမ်းအတိုက်ပင်ခံအဖွဲ့နေနဲ့ဥဆောင်ပါဝင်နေတဲ့မိန်းမတွေကိုတော့ကောင်းအဲ့ဒီရှမ်းအတိုက်ပင်ခံအဖွဲ့တော့ကောင်း SNLD တော့ကိုတော့ကောင်းကျွန်တော်တို့ RCSS ကိုတော့ကောင်းကျွန်တော်တို့ရှမ်းပြည်သူတွေကဖိအားပေးရမှာဗျကျွန်တော်တို့အနာဂတ်ပြည်ထောင်စုရဲ့အကျိုးအနာဂတ်ကျွန်တော်တို့မောင်နှမတွေရဲ့အကျိုးကိုကျွန်တော်တို့တကယ်လူချင်းနေဆိုရင်ကိုလူမျိုးပဲဒီရှမ်းအတိုက်ပင်ခံအဖွဲ့ကငါတို့ရှမ်းလူမျိုး SNLD ကငါတို့ရဲ့ရှမ်းပါတီ RCSS ကငါတို့ရှမ်းလက်နက်ကိုင်ဆိုပြီးကိုလူမျိုးဖြစ်တဲ့ပါတီကိုလူမျိုးဖြစ်တဲ့လက်နက်ကိုင်ကိုမိုးဝေးဖန်ရေးဘူးမထောက်ပြရေးဘူးဆိုရင်အဲ့ဒါငါတို့တွားပြီပဲငါတို့ရှမ်းနိုင်ငံကနောင်ပေါ်ပေါလာမယ်ရှမ်းဖက်ဒရယ်မှာကျွန်တော်တို့တွားပြီပဲအဲကျွန်တော်တို့ရှမ်းတွေကွန်မန်တိုင်းကျွန်တော်ရှမ်းတွေကအဲ့ဒီ NUCC မှာကျွန်တော်တကယ်ကိုထော်လုံကန့်လန့်တိုင်းနေတဲ့ရှမ်းအတိုင်ပင်ခံအဖွဲ့တွေကိုကျွန်တော်ရှမ်းလူမျိုးတွေဖိအားပေးမှရမှာကျွန်တော် RCSS တွေကိုဖိအားပေးမှရမှာကျွန်တော်တို့ SNLD ပဲဖြစ်ဖြစ်ကြားဖြူပဲဖြစ်ကြားနီပဲဖြစ်ကြားဝါပဲဖြစ်ဖြစ်ကျွန်တော်တို့ဖိအားပေးရမယ်အခုကျွန်တော်တို့မောင်နှမတွေပြဿနာအားတာပဲငါတို့ရှမ်းဆိုရင်မာဒီဖြစ်စေမထောက်ပြတော့အဲ့လိုပဲရခိုင်လည်းအတူတူပဲရခိုင်ဆိုမချိတဲ့မာဒီဖြစ်စေကရင်လည်းအတူတူပဲ NUCC မှာကရင်လည်းအတူတူပဲထော်လောကန့်လန့်လုပ်တဲ့ကရင်တွေကျွန်တော်ရဲ့ဘိုးချိုနန္ဒမြတို့ဘိုးချိုဟဲတို့ကျွန်တော်တို့ကရင်အမျိုးသမီးအဖွဲ့တွေကျွန်တော်ကရင်လူငယ်တွေအင်မတန်တက်ကြွပါမယ်အဲ့ဒီထော်လောကန့်လန့်လုပ်တဲ့ကျွန်တော်တို့ရဲ့ကရင်တွေကလည်းခက်တာဗျအဲ့ဒါကျွန်တော်ကိုယ်တိုင်ကကျွန်တော်ကရင်နဲ့ကချင်တော့ကျွန်တော်တော့လုံးဝ no ဂယုပဲပြောမှာပဲကျွန်တော်ရှမ်းတွေတော့ကျွန်တော်တိတ်ပြောချင်မှပြောမယ်တခြားလူမျိုးတွေကျွန်တော်ပြောချင်မှပြောမယ်ဒါပေမဲ့ကျွန်တော်လူမျိုးဖြစ်တဲ့ကရင်နဲ့ကချင်တော့လာထားပဲအဲ့ဒီကချင်နဲ့ဗကညောတွေလာထားပဲကျွန်တော်တော့ပြောမှာပဲလုံးဝမကြောက်ဘူးကျွန်တော်လူမျိုးဖြစ်တဲ့အတွက်ကျွန်တော်မကြောက်ဘူးကချင်နဲ့ကရင်ကိုလုံးဝမကြောက်ကျွန်တော်တဲ့ပြောမှာပဲအခုကျွန်တော်ယူထားတာလဲကချင်နဲ့ကရင်ပဲကျွန်တော်ရောက်ခမတယ်ပဲကျွန်တော်ပြောမှာပဲကျွန်တော်ကိုနဲ့တက်ဆိုင်ပြီဆိုတော့ကိုနဲ့
ကိုယ့်ရဲ့တွေးသက်ဆိုင်တဲ့အတွက်ကြောင့်ကရင်ကတော့ကျွန်တော်ပြောမှာပဲကချင်နဲ့ကရင်တော့ကျွန်တော်ပြောမှာပဲဆိုတော့ NUCC မှာအခုကျွန်တော်တို့ပြဿနာရှားတယ်မှာကရင်တွေလည်းပါတယ်ကျွန်တော်ကရင်အကုန်လုံးမဟုတ်ဘူးနော်အဲ့မှာကျွန်တော်တို့ကရင်ဘယ်နှဖွဲ့ပါလဲတော့ကျွန်တော်မသိဘူးကျွန်တော်ခမနာမလဲဆိုရင်ကျွန်တော်တို့ကရင်အဖွဲ့3-5ဖွဲ့လောက်ပါနေတယ်ဆိုတော့အဲ့ဒီ NUCC မှာပါနေတဲ့ရှမ်းအတိုင်ပင်ခံအဖွဲ့တွေကျွန်တော်ရဲ့ Federal ဖွဲ့စည်းပုံကိုကျွန်တော်ကရတယ်ရှမ်းတွေဘယ်လိုဖြစ်ချင်လဲပြောပါကရင်တွေဘယ်လိုဖြစ်ချင်လဲပြောပါဒီမှာကျွန်တော်တို့ NUG မှာစစ်မှန်တဲ့ Federal Constitution ရအောင်ဆွဲရအောင်ဗမာလည်းအလဲမတောင်းဘယ်သူမှလည်းမတောင်းကရင်တကြဗမာတကြရှမ်းတကြကချင်တကြချင်းတကြတာတူညီမြအဲ့လိုမျိုးဖြစ်ရမှာအခုကရှမ်းကသူတယောက်တည်းရှမ်းအတိုင်ပင်ခံအဖွဲ့သူတယောက်တည်းမထွက်ချင်တော့ဟိုမှာကရင်ကိုလည်းအဖော်သွားကြီးဟောလာဟုကိုလည်းအဖော်သွားကြီးဘိုးကိုလည်းအဖော်သွားကြီးဆိုတာဘိုးအဖွဲ့ကိုကျွန်တော်တို့ဘိုးလူမျိုးတွေပြောရမှာဗျလာဟုကိုကျွန်တော်တို့လာဟုပြည်သူတွေပြောရမှာဗျကျွန်တော်တော့ပြောပြင်တိတ်မကောင်းဘူးကျွန်တော်ဒီကိလို့ရတာကချင်နဲ့ကရင်မျိုးပဲရှိတယ်ပြီးမှဗမာရဲ့ကချင်ရဲ့ကရင်ရဲ့ဗမာတော့ကျွန်တော်ရှေ့မှာရည်ဒီရသားလာမလုံးနဲ့အကုန်ပြင်းလို့မှာဗျအဲကြောင့်နေတော့ကချင်ရဲ့ကရင်ရဲ့ဗမာရဲ့တော့ရည်ဒီရသားလာမလုံးနဲ့ပြင်းမှာကျွန်တော်ပြောမှာချင်းလဲပြောမှာကရင်နေလဲပြောမှာပဲမွန်လဲပြောမှာပဲဆိုတော့အခု NUCC မှာကျွန်တော်တည်တယ်လို့ပေါ့နော်မချင်မမယ်မချင်ပါအဲ့ဒီမွန်အတိုင်ပင်ခံအဖွဲ့တို့ကရင်နေအတိုင်ပင်ခံအဖွဲ့တို့ကျွန်တော်တို့ချင်းအဖွဲ့တို့ကျွန်တော်ကချင်အဖွဲ့တို့အတန်တိတ်မကြားရဘူးကျွန်တော်ခိုးနားထောင်တာပေါ့နော်ခိုးနားထောင်တာအခုအဲ့ဒီရှမ်းကပြဿနာအယမ်းများတယ်ရှမ်းကပြဿနာအယမ်းများနေတယ်ရှမ်းအတိုင်ပင်ခံအဖွဲ့ကပြဿနာအယမ်းများနေတယ်သူတယောက်တည်းပြဿနာရှာတာမဟုတ်ဘဲနဲ့တေဖို့ပါညိပြေဟိုမှာလာဟူတို့ဘိုးတွေကအစားဟုတ်ကရင်တွေကိုအဆုံးတချို့ကရင်ဘွားတော်တွေကိုပါသူတို့ကပြဿနာလိုက်ရှာတယ်ကျွန်တော်ကရင်မလို့ကျွန်တော်တို့ရဲ့နိုစီဖိုးရာစင်တို့ကိုကျွန်တော်အရင်တဘောကြရဗျကျွန်တော်တို့စိုးပါဦးလဲကျွန်တော်အရင်ချစ်တယ်ဘုံမြောက်လဲကျွန်တော်အရင်လေးစားတယ်ပြကျွန်တော်အရင်လေးစားခေါင်းဆောင်တယောက်ရှိတယ်ကျွန်တော်တို့ဘရူမန်ရှာအရင်လေးစားတယ်ကျွန်တော်တို့ရဲ့ခံယူချက်နိုင်ငံရေးခံယူချက်တွေလက်မလားတကယ်ပြောတာကျွန်တော်တို့ဘရူမန်ရှာတာမတည်ဘူးဆိုကျွန်တော်တို့ကရင်တွေဒီနေ့ဒီလိုမျိုးရွာမလဲဘူးဗျဘရူမန်ရှာမတည်ဘူးဆိုငါတို့ကရင်တွေငါတို့ဘကညောတွေဒီလိုမျိုးရွာမလဲဘူးဗျဆိုတော့ကျွန်တော်တို့ကအခုက NUCC မှာကျွန်တော်တို့ဘက်လိုက်မှာမဟုတ်ဘူး NLD ကိုပဲထောက်မှာမဟုတ်ဘူး CRPH ကိုပဲထောက်မှာမဟုတ်ဘူး NUG ကိုပဲထောက်မှာတချို့မတည်တဲ့လူတွေငပိန်းနေကျွန်တော်ပြမယ်ဆရာ NUG ကိုအရင်မုန်းနေလားကျွန်တော်မုန်းတဲ့လူတယောက်မှမရှိတယ်လို့ကျွန်တော်ချစ်တဲ့လူလည်းတယောက်မှမရှိဘူးမှတ်ထားဘယ်လိုမျိုးလူချစ်လဲဒီလားကုတ်ကြားကိုအမြင့်ဖြတ်မဲ့လူကချင်ပဲဖြစ်ဖြစ်ကရင်ပဲဖြစ်ဖြစ်ဗမာပဲဖြစ်ဖြစ်သူကသူဓမြတိုက်တဲ့အဖွဲပဲဖြစ်ဖြစ်သူကသူလူမိုက်ပဲဖြစ်ဖြစ်ကုတ်ကြားကိုအမြင့်ဖြုတ်မဲ့လူဆိုရင်ကျွန်တော်လူတိုင်းကိုချစ်တယ်မြန်မာမြေပွားနဲ့ဒီအာနာယူကုတ်ကြားကိုရှင်းမဲ့အဖွဲကိုဆိုလူတိုင်းကိုချစ်တယ်ကုတ်ကြားကိုမရှင်းမဲ့ကုတ်ကြားအသက်ရှင်အောင်မြန်မာမြေပေါ်မှာအမြင့်တိုင်အောင်အမြင့်ဆက်ပြီးတိုင်အောင်ကုတ်ကြားတက်ဆူရှအောင်ပန်းပူးနေဆိုကချင်လဲကျွန်တော်မချစ်ဘူးကရင်လည်းမချစ်နိုင်ဘူးဗမာလည်းမချစ်နိုင်ဘူးကုတ်ကြားအသက်ရှင်အောင်လုပ်နေတယ်ဆို NLD လဲ sorry ပဲမင်းအမြင်ဘဒူပဲဖြစ်ဖြစ် sorry ပဲလုံးဝလည်းမခံဘူးဗျကျွန်တော်ပြောမှာပဲအခုကကျွန်တော်တို့
这亲是新来的钱嘛，下批是两个 OK 啦比，NUG 嘞 OK 啦比，嘛 NUCC 嘛别的那太下了，那个说NUCC 嘛嘞别的那太下了，不他妈我说别的那太下了，NLD 个路多嘛我背了，不马路没有计划的，衰改前的路的，什么判的 NLD 路多嘛我背了。မြန်မာတပီလုံးကိုငါတို့ NLD အုပ်ချုပ်တယ်ငါတို့ NLD ပိုင်တယ်လို့ထင်နေတဲ့လွတ်တော်အမငပိန်းတို့ရဲ့အပြောအဆူမတတ်မှုကအပြောအဆူမတတ်မှုကဟောမှာပြဿနာရှာချင်နေတဲ့အဲ့ဒီရှမ်းတို့ရဲ့ဒေါသကရင်တွေရဲ့ဒေါသကိုသွားဆွပေးတယ်လို့ဖြစ်သွားတယ်ဆိုတော့ကျွန်တော်ပြောချင်တာ NLD လည်းနေရှော့လိုက်ပါမင်းဒီချိန်မှာရှမ်းကလည်းရှော့လိုက်ပါကရင်ရှော့လိုက်ပါမင်းတို့ဘိုးတွေလာဟုတွေလည်းရှော့လိုက်ပါကျွန်တော်တို့ပြည်ထောင်စုရဲ့အကျိုးကိုကျွန်တော်တို့ဝိုင်းပြီးတည်ဖို့ရအောင်ကျွန်တော်တို့ပြည်ထောင်စုရဲ့အကျိုးကိုကျွန်တော်တို့ဝိုင်းပြီးလှုပ်ဆောင်ရအောင်အခုဒီဂုတ်ချာကိုဘယ်လိုရှင်းထုံလဲဆိုတဲ့အနေအရာကိုကျွန်တော်တို့ဝိုင်းစဉ်းစားရအောင်ကျွန်တော်စကနေပြောလေဂုတ်ချပြုတ်ပြီးပြီဆိုရင်မင်းတို့ရှမ်းနိုင်ငံပဲတီထောင်ထောင်မင်းတို့ကရင်နိုင်ငံပဲတီထောင်ထောင်မင်းတို့ဘိုးနိုင်ငံပဲတီထောင်ထောင်မင်းတို့သဘောပဲမင်းတို့ဘိုးကိုဘယ် NLD မှလာမအုပ်ချုပ်ပေးဘူး NLD ပြန်လာအုပ်ချုပ်ကြည့်ငါပြန် lobby လုပ်ပေးမယ်အဲ့ဒီမင်းတို့ဘိုးဒေတာကို NLD လာချုပ်ကြရဆိုရင်အဲ့ဒီ NLD ကိုပြန်တော်လှန်ဖို့ကျွန်တော် lobby လုပ်ပေးမယ်အခုကြည့်အဲ့မှာ NUCC ကနေအဲ့လိုမျိုးထော်လောကလန်တွေအဲ့ဒီရှမ်းအတိုင်ပင်ခံအဖွဲ့ကထော်လောကလန်ခေါ်လို့တဲ့ NLD ကငပိန်းလို့တော့အမတ်တွေရဲ့အပြောအဆိုမတတ်မှုနှလုံးသားမချေပြတ်မှုကြောင့်အဲ့မှာရှမ်းတွေကစတ်ထားဖောက်တော့ပိုးပါလိုက်လာဖူပါလိုက်အချို့တော့ကရင်တွေပါအဲ့ဒီမှာနားယောင်ပြီးမှအဲ့မှာရှစ်ဆရာကြီးနင်တို့ပြောတော့ပြည်ထောင်စုရဲ့အကျိုးကိုဥဆောင်မဲ့အတိုင်ပင်ခံအဖွဲ့တဲ့နိုင်ငံရေးသမားတွေတဲ့နောင်ပေါ်ပေါက်လာမဲ့ဖက်ဒရယ်ပြည်ထောင်စုကိုဥဆောင်မဲ့ငါတို့ပြည်ထောင်စုရဲ့ခေါင်းဆောင်ဖြစ်မဲ့လူတွေမင်းတို့တလောက်တောင်သဘောထားမကြည့်ဘူးတလောက်တောင်မှနင်တို့အပြောမခံမှုဆိုဘယ်လိုလုပ်ပြီးငါတို့ရဲ့စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကိုသဘောထားကြီးနဲ့မင်းတို့ဥဆောင်နိုင်မှာလဲမင်းတို့ရှမ်းတွေဘယ်လိုဥဆောင်မှာလဲမင်းတို့ကရင်တွေဘယ်လိုဥဆောင်မှာလဲမင်းတို့လာဟုတွေငါတို့ပြည်ထောင်စုကိုဘယ်လိုဥဆောင်မှာလဲမင်းတို့ဘိုးတွေဘယ်လိုဥဆောင်မှာလဲငါတို့ရဲ့ပေါ်ပေါက်လာမဲ့ဖက်ဒရယ်ပြည်ထောင်စုကိုမင်းတို့လိုမျိုးသဘောထားတေးတိမ်တဲ့လူတွေဒေါသကြီးတဲ့လူတွေရန်ဖြစ်တတ်တဲ့လူတွေလက်ထဲမှာငါတို့ရဲ့ဖက်ဒရယ်ပြည်ထောင်စုကိုငါတို့ဘယ်လိုမျိုးစိတ်ချလက်ချမင်းတို့လက်ထဲမှာထည့်ထားပေးပြီးငါတို့ကစီးပွားရေးလောကကိုပြန်ဝင်သွားလို့ရမလားငါတို့ကဘာသာရေးလောကကိုပြန်ဝင်သွားလို့ရမလားသဘောထားကြီးပါရှမ်းတွေသဘောထားကြီးပါရှမ်းနိုင်ငံရေးပါတီတွေရှမ်းအတိုင်ပင်ခံတွေသဘောထားကြီးပါအဲ့ဒီဗမာနိုင်ငံရေးသမားတွေသဘောထားကြီးပါကရင်နိုင်ငံရေးသမားတွေသဘောထားကြီးပါပိုးနိုင်ငံရေးသမားတွေလာဟုနိုင်ငံရေးသမားတွေသဘောထားကြီးပါငါတို့ကအရွေးတစ်ခုကိုတွန်းတော့မယ်ဆိုရင်ကျွန်တော်တို့ကသဘောတူပြီးမှရှော့တင်တာကိုလေးရှော့သူလေးရှော့ပေါ့ကိုရှော့တယ်ဆိုတော့ကိုလည်းမနစ်နာပဲနဲ့လေငါတို့ရှမ်းတွေငါတို့ကရင်တွေရှော့တာဗမာကောင်းစားဖို့မဟုတ်ဘူးဗမာလည်းရှမ်းနဲ့ကရင်ရှော့တာအခွင့်အရေးယူလို့မရဘူးဗမာလည်းရှော့ရမယ်အရှိကိုအရှိတည်းမြင်ရမယ်ဒီပြည်ထောင်စုကြီးကိုငါတို့ရှမ်းလည်းမပိုက်ဘူးဗမာလည်းမပိုက်ဘူးကရင်လည်းမပိုက်ဘူးဒီပြည်ထောင်စုကြီးကိုငါတို့မောင်နှမရှေ့ရောက်ကအညီအမျှပိုင်ကြတယ်ဆိုတဲ့စိတ်ထားတစ်ခုတော့အရင်ထည့်မှရမယ်ဒီပြည်ထောင်စုကြီးကိုငါတို့ကချင်ကရားကရင်ချင်းမွန်ဗမာရခိုင်ရှမ်းငါတို့မောင်နှမရှေ့ရောက်ပိုင်တယ်ဆိုတဲ့အ
အမြင်ကိုထည့်ထားမှရမယ် RCSS ပဲဖြစ်ဖြစ် KNU ပဲဖြစ်ဖြစ် KIA ပဲဖြစ်ဖြစ် AA ပဲဖြစ်ဖြစ်ကျွန်တော်တို့ပိုးလက်နဲ့ကြိုင်ပဲဖြစ်ဘသူပဲဖြစ်ဖြစ်ဒီပြည်ထောင်စုကိုမင်းတို့လက်နဲ့ကြိုင်တွေမပိုင်ဘူးမင်းတို့လက်နဲ့ကြိုင်တွေမပိုင်ဘူးငါတို့တိုင်းသူပြည်သားငါတို့မောင်နှမတွေပိုင်တာပြီးမှ NCA ကိုလည်းတစ်ချက်ပြောချင်တယ်အဲ့ဒီ NCA ထိုးတဲ့အဖွဲ့တွေကျွန်တော်လည်းအဲ့လိုမျိုးအရန်ကိုနိနာနာလည်းမပြောချင်ဘူး NCA ထိုးတဲ့အဖွဲ့တွေကျွန်တော်ပွင့်လင်းလင်းပဲပြောချင်တယ်တာဝန်ပြည်ထောင်စုရဲ့တာဝန်ကိုမယူချင်တဲ့ပြည်ထောင်စုပုံမှန်နဲ့ဒီမြေကြီးပုံမှန်နဲ့ဒီပြည်ထောင်စုကထွက်တဲ့တရားဇာတာကိုစားဒီပြည်ထောင်စုရဲ့ဆံကိုစားပြီးမှပြည်ထောင်စုရဲ့တာဝန်ကိုမယူချင်တဲ့မျက်နှာလွှဲခေးပြီးလုပ်တဲ့စိတ်ဓာတ်လိုပဲကျွန်တော်က NCA အဖွဲ့တွေကိုဒီလိုပဲနားလေတယ်ပြည်ထောင်စုရဲ့တာဝန်ကိုမယူချင်တဲ့ဘဒူတေငါတို့ NCA ထူးတဲ့အဖွဲ့တွေမတင်ပြီးရောဆိုပြီးတာဝန်ခံမှုတာဝန်ယူမှုစိတ်ဓာတ်မရှိတဲ့ NCA လက်နက်ကိုင်အဖွဲ့တွေလိုပဲကျွန်တော်အဲ့လိုပဲမြင်ချင်တယ်ကျွန်တော်ပူဆိုးတာက ABSDF ဆိုတာကျွန်တော်တို့88အာနာရှင်ဖြုတ်ချရေးကထွဲလာတဲ့အဖွဲ့ပြအဲ့ဒါဗမာလက်နက်ကိုင်အယံအန်အိုဘီအင်မတန်ရင်နာစရာကောင်းတာအဲ့ဒီဗမာလူမျိုးဖြစ်တဲ့အဲ့ဒီ88မျိုးဆက်တွေ ABSDF ကအဲ့ဒီ NCA ကိုစုပ်ကိုင်ပြီးငါတို့ဗမာပြည်သူတွေရဲ့မျက်နှာကိုမကြည့်ပဲဗမာရွာတွေမိရှုခံရတဲ့အချိန်မှာပြုံးလေးနဲ့စကားပြောတော့မှအချိုးမပြေတဲ့လေတန်နဲ့စကားပြောတဲ့အဲ့ဒီ ABSDF ကိုအယံအန်အိုတယ်ဗျအဲ့ကြောင့် ABSDF ကြောင့်88မှာတကယ်ကိုလှုပ်ရှားခဲ့တဲ့မျိုးဆက်တွေတိတ်ခါကြတယ်တကယ်ကိုတိတ်ခါကြတယ်88မျိုးဆက်မှာပေါ်လာတဲ့လက်နက်ကိုင်ဆိုပြီးတော့မပြောနဲ့တော့အဲ့ဒီတကယ်ကိုကျွန်တော်အန်အော်လည်းမဆုံးဘူးဗျတကယ်ဆိုသူတို့ဥခွန်ဥကာတော့အဲ့ဒီ AB အဖွဲ့တို့ဆိုတာတကယ်ကျွန်တော်တဲ့အစတသိန်းပညာတတ်တဲ့လူတွေကျွန်တော်ဆိုသူတို့နဲ့ရှင်လဲဘာမှတတ်တဲ့လူမဟုတ်ကျွန်တော်အညာတရပဲပညာတတ်ပြီးမှနိုင်ငံရဲ့အတွေ့အကြုံမြင့်မားပြီးမှဒီလိုမျိုးပြည်ထောင်စုသားတွေမျက်ရည်ကျနေတဲ့အချိန်မှာပြည်ထောင်စုသားတွေငိုကြွေးနေတဲ့အချိန်မှာပြည်ထောင်စုသားတွေအစောကားခံရတဲ့အချိန်မှာပြည်ထောင်စုရဲ့တာဝန်ကိုမယူချင်တာပြည်ထောင်စုရဲ့တာဝန်ကိုကြတော့မယူချင်ဘူးပြည်ထောင်စုအပေါ်မှာကြတော့နေတယ်ပြည်ထောင်စုရဲ့တရားဇာနာပြည်ထောင်စုကထွက်တဲ့အစားအစာကိုကြတော့စားမယ်အခွင့်အရေးကြတော့ယူမယ်ဆိုတော့အယံဒါတော့မတရားဘူးလို့ကျွန်တော်အဲ့လိုပဲခံစားရတယ် NCA ထိုးတဲ့အဖွဲ့တွေဒါကိုပြန်စဉ်းစားစေချင်တယ်ကျွန်တော်ဘုံမှုခုနုကာလို့ဆိုရင်အယံပညာတတ်တယ်စကားပြောလဲအယံတော်တယ်ဒါမဲ့အယံလူလေကြလို့နေဗျာကျွန်တော်ကမကြိုက်ဘူးဥခုနုကာတော့ကျွန်တော်တို့ RCSS တို့ကျွန်တော်တို့ရဲ့ဒီတစ်ခေါက်တော်လန်ရဲကလူလည်းယူသားရမယ်ဗျဗမာလည်းယူသားရမယ် NLD လည်းယူသားရမယ် NUG လည်းယူသားရမယ် CRPH လည်းယူသားရမယ် NUCC လည်းယူသားရမယ်ကျွန်တော်တို့တိုင်းသားလက်နက်ကိုင်တွေလည်းယူသားရမယ်ကျွန်တော်တို့ PDF တွေကအစယူသားရမယ်ကျွန်တော်တို့ပြည်သူတွေကအစယူသားရမယ်ကျွန်တော်တို့လူတိုင်းယူသားရမယ်မယူမသားပဲနဲ့တော့ကျွန်တော်တို့စစ်မှန်တဲ့ Federal ကိုဒီဆောက်နိုင်မှာမဟုတ်ဘူးဗျစစ်မှန်တဲ့ Federal တော့ပေါ်လာဖို့မလွယ်ဘူးကချင်တွေလည်းယူသားရမယ်လူတိုင်းယူသားရမယ်မယူသားပဲနဲ့တော့မရဘူးယူတတအရှိတဲ့ပြီးမှကျွန်တော်တို့က coming together ဆိုတဲ့ကချင်ရဲ့ကံကြမ္မာကိုကချင်ဖန်တီးခွင့်အပြည့်အဝရှိရမယ်ကချင်ပြည်ကိုကချင်တွေအုပ်ချုပ်ရမယ်ကချင်တွေရဲ့ကံကြမ္မာကိုကချင်တွေဖန်တီးမှရမယ်
ဗမာတွေရဲ့ကံကြမ္မာကိုဗမာတွေဖန်တီးရမယ်ဗမာပြည်ကိုဗမာတွေအုပ်ချုပ်ရမယ်ဗမာတွေရဲ့ကံကြမ္မာကိုကချင်တွေတော့ဖန်တီးပေးလို့မရဘူးဗမာပြည်ကိုကချင်တွေကတွားပြီးခြေလေအုပ်ချုပ်လို့မရဘူးအဲ့ဒါကိုအရှိအတိုင်းလူတိုင်းမြင်ရမယ်မြင်ပြီးမှကျွန်တော်တို့ကယူတတအတူတကွပိတ်ဆက်ရမယ်မင်းတို့ပိတ်ဆက်ထားလိုက်နောက်ဖက်ဒရယ်ပေါ်ပေါက်လာရင်ငါတို့လည်းပါမယ်ဆိုဒါတော့မတရားဘူးလို့ကျွန်တော်တို့အဲ့လိုပဲနားလေမတရားဘူးလို့ပဲနားလေဆိုတော့ကျွန်တော်တို့ကတရားမြင့်မြတ်တတလုပ်ရမယ်လို့ကျွန်တော်တို့အဲ့လိုပဲနားလေတကယ်ဆိုဒီကောဖက်ဒရယ်ကတွားဖို့မခက်ဘူးရိုးရိုးလေးပဲဆိုတော့ကျွန်တော်ကအဲ့ဒီရှားအတိုက်ပိခါအဖွဲ့တွေကိုလည်းကျွန်တော်နည်းနည်းပြောချင်တယ်ပြန်ဆွေးနွေးပါကျွန်တော်ရှမ်းပြည်ပါဖြစ်ချင်တယ်လေကျွန်တော်ရှမ်းပြည်ရဲ့ဖက်ဒရယ်ကိုဘယ်လိုတွားချင်တယ်လဲပူပူလေးလေးဆွေးနွေးပါအေးကျွန်တော်တို့ရှမ်းတွေရဲ့သဘောထားလာဟုတွေရဲ့သဘောထားပိုးတွေရဲ့သဘောထားကျွန်တော်ကရင်တွေရဲ့သဘောထား NUG ကလက်မခံဘူး NUG ကလက်မခံဘူးဆိုတော့တမျိုးပေါ့ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံဆွဲဖို့ NUG ကဆွဲလို့မရအောင်မင်းတို့ NUCC ကမတိလက်ပေးလိုက်မချင်းဟိုကဘာမှလုပ်လို့မရအောင်ဆိုတော့မကြတိပဲနဲ့ကြာနေတာဆိုတော့ကျွန်တော်တစ်ချက်မင်းချင်တယ်မင်းတို့ရှမ်းပြည်တောင်ပိုင်းမှာဒီကုတ်ချတက်ကရှမ်းပြည်တောင်ပိုင်းမှာရွာတွေမီးလာမရှို့ပေးသေးလို့လားရှမ်းပြည်တောင်ပိုင်းမှာမင်းတို့ကိုကုတ်ချကမင်းတို့ရဲ့ဆိုင်ကယ်တွေမင်းတို့ရဲ့ငပြောတီးတွေလာမခိုးပေးသေးလို့လားကျွန်တော်ဒီတိုင်းပဲတိတ်မင်းချင်တယ်မင်းတို့ပို့ရွာတွေကိုဒီကုတ်ချကမီးလာမရှို့သေးလို့လားမင်းတို့လမ်းခုရွာတွေကိုကုတ်ချမီးလာမရှို့သေးလို့လားကျွန်တော်ဒီလိုပဲမင်းချင်တာပဲမင်းတို့ကဗမာမားပြီဆိုဗမာအောင်ကျတော့မင်းတို့ကငါပြမတောင်ပြောဒီဗမာတွေအချစ်မကောင်းဗမာတွေကောက်ချစ်တယ်ရုပ်မာတယ်နှစ်ပေါင်း60 90ငါတို့တိုင်းသားတွေကိုအနိုင်ကျင့်ပြီးလူလေကြတယ်ဒီဗမာတွေဟုတ်တယ်ဗမာတွေကောင်းတဲ့အကြောင်းလဲငါလည်းတခွန်းမှမပြောဘူးငါလည်းဗမာကောင်းကြောင်းတခွန်းမှမပြောလူကသူများအမားကိုကိုထောက်ပြရေးကိုအမားကိုလည်းကိုပြင်ရေးရတယ်အခုကမင်းတို့ကဗမာမကောင်းကြောင်းကြတော့ထောက်ပြရေးတယ်မင်းတို့ကချင်တွေချမ်းတွေကရင်တွေပိုးတွေလာဟုတွေမင်းတို့မကောင်းကြောင်းကြတော့မင်းတို့ကိုယ်လည်းမင်းတို့မထောက်ပြရဲဘူးဆိုတော့မင်းတို့ကဘယ်တရားမလဲမင်းတို့လူလေအရန်ကြလို့နေအဲ့ဒါကြတော့မမိုက်ဘူးအဲ့လိုမျိုးကြတော့အဲ့လိုမျိုးစိတ်တက်ကတုံးစားလို့မရဘူးဗျကျွန်တော်တို့ကဗမာမကောင်းဘူးဆိုတာထောက်ပြရဲတယ် NLD မကောင်းကြောင်းထောက်ပြရဲတယ်ဆိုရင်ကိုယ့်ရဲ့လူမျိုးကိုယ့်ရဲ့ပါတီကိုယ့်ရဲ့လက်နက်ကိုင်ကောင်းမကောင်းလဲကိုဒိတ်ကိုထောက်ပြရဲရမယ်မထောက်ပြရဲဘူးဆိုရင်မင်းတို့ပိုးလက်နဲ့ကြိုင်ရအရန်ကောင်းတယ် RCSS ကအရန်ကောင်းတယ်ငါတို့ SNLD ချမ်းဖြူချမ်းနီပဲကောင်းတယ်ဆိုရင်မင်းတို့ဗမာမကောင်းကြောင်းမပြောနဲ့လာမပြောနဲ့လူစရာသူများမကောင်းကြောင်းပြောရဲဆိုကိုမကောင်းကြောင်းလေးကိုပြင်ရဲရတယ်ငါတို့ဝိုင်းပြင်းနေဗမာတွေမကောင်းဘူးလို့ပြောချင်တယ်သူတို့လည်းပြင်လာတယ်ဟောမယိုးသားတဲ့ဗမာတွေပြင်လာတယ်အခုကငါတို့တိုင်းသားတွေပြင်ရတော့မယ်ငါတို့ရှမ်းတွေပြင်ရတော့မယ်ငါတို့ပိုးတွေပြင်ရတော့မယ်ငါတို့လားဟုတွေပြင်ရတော့မယ်ငါတို့ကရင်တွေပြင်ရတော့မယ်ငါတို့ကပြင်ကိုပြင်မရမယ်ဘာဖြစ်လဲသူပြင်ကိုပြင်ပေါ့လူဆိုတာကောင်းတဲ့လူတော့ဆိုတာတော့ဘယ်ရှိမလဲလူဆိုတာတဖြည်းဖြည်းနဲ့ပြီးနေပဲလူကကောင်းလာတာပဲကျွန်တော်လည်းကောင်းတာမဟုတ်ဘူးကျွန်တော်လည်းနေ့တိုင်းပြင်နေတယ်ကျွန်တော်ရဲ့အကျင့်တွေကိုကျွန်တော်နေ့တိုင်းပြင်နေတာအခုကျွန်တော်ပြင်လို့ရတဲ့အကျင့်တစ်ခုပြောပြမယ်ကျွန်တော်တို့ကကျောင်းသားဘဝမှာစကား10 ခွန်းပြောရင်9 ခွန်းကဆေးတာကျောင်းသားဘဝကလည်းစကား10 ခွန်းပြောရင်9 ခွန်းကနိတိနိပတ်ဆေးတယ်မထင်တယ်လို့ကျွန်တော်မေမျိုးဆိုဘမ်ဘူလဖေးစားတော့ပါလို့မထင်တော့အကုန်ရိုက်ခွဲတာ
အရင်ရိုင်းဆိုင်တယ်ကျွန်တော်တို့ဒါမဲ့ဘာဖြစ်ပြင်းနေဘာဖြစ်ပြင်းနေကျွန်တော်လည်းအများကြီးမကောင်းဝင်မဲ့ကျွန်တော်လည်းနေတော့ကောင်းလာတယ်အရင်တော့လူမျိုးမရိုင်းတော့ဘူးကျွန်တော်အရင်ရိုင်းချင်လာမဲ့ရိုက်တော့ပြင်းပလိုက်တယ်ဘာဖြစ်ပြင်းရမယ်ဆိုတဲ့စိတ်နဲ့ပြင်းနေတာအခုမင်းတို့ Facebook live လုပ်ပြီးတချို့ဆဲလီတွေဆဲတယ်ဆိုတော့ကျွန်တော်တို့ပြင်းနေတနာတယ်အဲ့လောက်ဆဲတာလောက်နဲ့တော့ငါတို့အတွက်တော့ငုတ်ကြည့်ပဲမှုတော့မှုငါတို့လူငယ်ဘဝမှာဆဲတာကဆွေစဉ်90အကုန်လုံးနေတို့ရဆွေစဉ်90ဘူးတော့ဘေးတော့အထိတက်ဆဲတာငါတို့ကအဲ့လောက်အထိဆဲတာတကယ်ပြောတာဗမာလူတော့ဆေးတာတော့ကျွမ်းမကျွမ်းတော်ရင်တန်ယုံဗမာလောက်တော့ကျွန်တော်နဲ့ဗမာလူလာပြိုင်မဆေးနဲ့ကောင်းဆေးတတ်တယ်ကျွန်တော်ဘာအကျိုးရှိလဲဘာအကျိုးမှမရှိဘူးဆိုတော့ကျွန်တော်တို့ကကောင်းတဲ့လူဆိုတာမရှိဘူးပြည့်စုံတဲ့လူဆိုတာလည်းမရှိဘူးမမားတဲ့လူဆိုတာလည်းမရှိဘူးလူဆိုတာမားလိုက်ပြုတ်ပြလိုက်ဘောဘာဖြစ်လဲမလားမားတော့လည်းဟုတ်ပြီနောက်တစ်ခါမမောင်းနှစ်ခါမားတော့လည်းသုံးခါမမောင်းကျွန်တော်တို့အဲ့လိုမျိုးပြုတ်ပြပြီးမှသွားမှာမလားဆိုတော့စိတ်တက်တွေလည်းကြားစရာဘာအကြောင်းမှမရှိဘူးမကြနဲ့ဒီပွဲကကျွန်တော်တို့ကစင်ပေါ်ကလူကျွန်တော်တို့ကနိုင်ဖို့အရန်တေချာတာစင်ပေါ်လူကျွန်တော်တို့ဂုတ်ချမပြုတ်မှာတော့မကြောက်နဲ့ဂုတ်ချကလုံးဝကိုသူကထိုင်လို့ကိုမရတာရှင်းပြောမယ်ဂုတ်ချဆိုတာမင်းတို့ NUCC မရှိလဲဂုတ်ချတော့ပြုတ်ကြတယ်မင်းတို့တိုင်းသားလက်နဲ့ကြိုင်တွေမတိုက်လဲဂုတ်ချအာနာမမြဲဘူးပြည်သူကိုအာနာပြန်လွဲပေးရမှာတေချာပေါ့ပဲဂုတ်ချကငါတို့ NUCC မှာငါတို့ရှားနေမပါရဲ့ဂုတ်ချကပြုတ်မကြဘူးလို့မင်းစဉ်းစားရင်မင်းနိုင်ငံရေးရချင်းအရင်နေပြီမင်းရဲ့နိုင်ငံရေးအတွေးခေါ်မင်းရဲ့ political flow ကလုံးဝအရင်နေပြီတုံးစားလို့မရဘူးဒီပွဲမှာငါတို့ရှားနေမပါလို့ငါတို့ဘိုးတွေမပါလို့ငါတို့လားခူတွေမပါရဲ့ဒီလူဦးတော်လန်ရဲ့ကနိုင်မှာမဟုတ်ဘူးငါတို့ကရင်တွေမပါရဲ့နိုင်မှာမဟုတ်ဘူးငါတို့ကချင်မပါရဲ့နိုင်မှာမဟုတ်ဘူးဆိုပြီးစဉ်းစားနေဆိုရင်မင်းတော်လေးကိုမင်းsorry no အဲ့လိုရည်ပဲတာစာဖတ်တကယ်ပဲဘဒူပါလာမပါလာမင်းတို့ရှမ်းတွေပါလာမပါလာဂုတ်ကြားကလုံးဝအုပ်ချုပ်လို့မရတော့ဒီကောင်ပြုတ်ကြမှာမယုံရင်စောင့်ကြည့်နေအခုငါတို့ပြောနေတာဂုတ်ကြားပြုတ်ကြယုံပဲမဟုတ်ဘူးငါတို့ပြောနေတာ NLD အာဏာပြန်ရယုံပဲမဟုတ်ငါတို့ပြောနေတာဂုတ်ကြားကငါတို့လက်ထဲကိုအာဏာပြန်လွဲယုံပဲမဟုတ်ဘူးငါတို့ပြောနေတာစစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကိုငါတို့သွားမယ်ငါတို့ပြောနေတာ1940ခုပြည်လုံဂတိကဝုကိုအကောင်အထည်မဖော်လိုက်တဲ့1940ခုပြည်လုံစာချုပ်ကိုအကောင်အထည်ဖော်မဲ့အကြောင်းကိုပြောနေတာပင်းလိုက်တာလဲလွန်ရောငါတို့ဒီလောက်ပြောနေတာကျွန်တော်ဒီပွဲမှာဝင်လာတာကစစ်မှန်တဲ့ဖက်ဒရယ်လူချီလို့1940ခုပြည်လုံဂတိကဝုကိုအကောင်အထည်ဖော်နေပါစေဆိုပြီးအမုန်းခံပြီးမှလူမိုက်ဝင်လုံနေတာမင်း NLD အာဏာပြန်ရဖို့တော့မင်းတို့ NUCC လည်းဖွဲ့ဆရာမလို့ဘူးမင်းတို့ရှမ်းတွေလည်းပါဆရာမလို့ဘယ်သူမှပါဆရာမလို့တိချောက်ပေါ့ရတယ်ကျွန်တော်ပြောရတယ်မယုံရင်ထွတ်သွားကြည့်လေမင်းတို့အကုန်လုံးထွတ်သွားကြည့်ကဲကျွန်တော်ပြောမယ်မင်းတို့ရှမ်းတွေလားဟုတွေကို NLD က2008အခြေခံဥပဒေကိုငါတို့မဖြတ်ပါဘူးဆရာဖေးကလက်ခံပါတယ်ဆိုပြီး2008ထဲမှာအောက် NLD ပြန်ဝင်သွားကြည့်မင်းဘာလုပ်မလဲမင်းတို့ရှမ်းတွေမင်းတို့ဘာလုပ်မလဲကဲကျွန်တော်မင်းပြောကြည့်ပါဦးခုနက ABSDF တို့မင်းတို့ကရင်တွေ NLD ကကုတ်ချောင်းကိုခွန်းလို့ပါတယ်ငါပြောတိဘူးပြန်မတောင်းပါဘူး
ปลานาผู้เปลี่ยนมาต้องดูผู้เนี่ยไม่จ้าเนี่ยไม่เปลี่ยนอยู่ไหมเปลี่ยนเนี่ยไหมนักท่องชิบเอาฉันรู้เปลี่ยนอยู่ไหมสุวิมาแต่รู้กูจ้าเนี่ยแต่รู้เจ้าเนี่ยเจ้า sorry เจ้าบีนักท่องสังหารเนี่ยนักท่องเนี่ยเสียบุญสามีเปลี่ยนตัวไม่สวยเมนดูตัวบีดามันดูနိုင်ငံရေးမှာမဖြစ်နိုင်ဘူးဆိုတာဘာမှမရှိဘူးဘာမဆိုဖြစ်နေတယ်နိုင်ငံရေးမှာဘာမဆိုဖြစ်နေတယ်ကုတ်ချာနဲ့ NLD အမေတန်းရန်သူမဖြစ်နိုင်ဘူးအမေတန်း mix ဆွေမဖြစ်နိုင်ဘူးနိုင်ငံရေးဆိုတာဘာမဆိုဖြစ်နေတယ်ထပ်ပြောမယ်မင်းတို့ရှမ်းတွေနင်းတို့ NUCC မှာပါတဲ့တိုင်းသားတွေနိုင်ငံရေးဆိုတာဘာမဆိုဖြစ်နေတယ်NLD နဲ့ဂုတ်ချာငင်းချမ်းရဲမယူနိုင်လို့မြင့်ထင်လား NLD နဲ့ဂုတ်ချာတာလက်ဝါးရိုက်တဲ့နဲ့အကုန်လုံးမုံလုံးစက်ကိုကပ်ပြီးတာမှတ်တော့ NLD နဲ့ဂုတ်ချာလက်ဝါးရိုက်တဲ့နဲ့မြန်မာသမိုင်းမုံလုံးစက်ကိုကပ်တဲ့နဲ့ထပ်ပြောမယ် NLD နဲ့ဂုတ်ချာနဲ့လက်ဝါးရိုက်တဲ့နဲ့မြန်မာသမိုင်းမုံလုံးစက်ကိုပြန်ကပ်တဲ့နဲ့မင်းတို့ရှမ်းပြည်တခွေရှမ်းတောင်တကွေဒီ NLD နဲ့ဂုတ်ချာရဲ့အောက်မှာကျွန်းပြန်ခံမယ်ထပ်ပြောမယ်ရှမ်းပြည်တောင်ပိုင်း NLD နဲ့ဂုတ်ချာလက်ဝါးချင်းရိုက်တဲ့နဲ့ရှမ်းပြည်တောင်ပိုင်းတခွေလုံးဂုတ်ချာနဲ့ NLD အောက်ကနေလုံးဝမလွတ်မြောက်စေရရှမ်းမြောက်ငါမပြောဘူးနော်အကြောင်းရှိတယ်ဘာဖြစ်လို့မပြောလဲတိလားအဲ့လောက်မီမလားမသိဘူး NLD နဲ့ဂုတ်ချာနဲ့ပြန်ပေါင်းတဲ့နဲ့မြန်မာနိုင်ငံနှစ်ပိုင်းကွဲတဲ့နဲ့ NLD နဲ့ဂုတ်ချာပေါင်းတဲ့နဲ့မြန်မာနိုင်ငံနှစ်ချမ်းကွဲထွက်တဲ့နဲ့မြန်မာမြေပုံပြတ်ထွက်သွားတဲ့နဲ့ပဲဒါမဲ့စိတ်ချ NLD နဲ့ဂုတ်ချာတာပြန်ပေါင်းသွားမယ်ရှမ်းတောင်လုံးဝမထွက်စေရလုံးဝကြိုက်တယ်လို့ယုံအဲ့ဒီဂုတ်ချာနဲ့ NLD လက်အောက်ကနေလုံးဝမလွတ်မြောက်စေရရှမ်းတောင်ဒါကျွန်တော်အမှတ်ခံတယ်ရှမ်းမြောက်လွတ်တယ်ရှမ်းမြောက်ဂွေးလုံးကျွလွတ်တယ် NLD နဲ့ဂုတ်ချာပြန်ပေါင်းဘဒူပဲပေါင်းရှမ်းမြောက်ကဂွေးလုံးကျွလွတ်တယ်ကျွန်တော်တို့ကစစ်ကြုံကနေတာကျွန်တော်တို့လွတ်မြောက်ဖို့လုပ်နေတာမဟုတ်ဘူးကျွန်တော်တို့ကဒီမိုကရေစီအာဏာရှင်အောက်ကနေလေကျွန်တော်တို့ကလွတ်မြောက်အောင်လုပ်နေတာပြီးမှလူမျိုးကြီးဝါဒအောက်ကနေလေကျွန်တော်တို့ကလွတ်မြောက်အောင်လုပ်နေတာကျွန်တော်တို့ကလူမျိုးတစ်မျိုးကတစ်မျိုးကိုလွန်မှုပြီးအုပ်ချုပ်ပြီးအနိုင်ကျင့်တဲ့စနစ်ကနေပါကျွန်တော်တို့ကလွတ်မြောက်အောင်လုပ်နေတာကျွန်တော်တို့က coming together လို့ခေါ်တယ်1940ခုပြည်လုံးစာချုပ်ကိုအကောင်အထည်ဖော်ဖို့အတွက်ကျွန်တော်တို့ကအခု CRPH NUG NUCC ဆိုပြီးကျွန်တော်တို့ကအစဉ်ဒီလိုက်တွားပြီးမှကိုင်းကျွန်းမိကျွန်းကိုင်းမိတစ်ခုနဲ့တစ်ခုထင်းချောင်းပြီးမှကျွန်တော်တို့ကတွားနေကြတာကျွန်တော်တို့ကအဲ့လိုမျိုးမဖြစ်စေချင်ဘူးအဲ့ကြောင့်ကျွန်တော်တို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့မင်းတို့ EAO တွေ NCA လက်မှတ်ထိုးထားတဲ့လက်နက်ကိုင်အဖွဲ့တွေပြီးမှနိုင်ငံရေးပါတီတွေရှမ်းနိုင်ငံရေးပါတီတွေကရင်နိုင်ငံရေးပါတီတွေလာခုနိုင်ငံရေးပါတီတွေပိုးနိုင်ငံရေးပါတီတွေမင်းတို့ကနိုင်ငံရေးမင်းတို့ကငါတို့ရဲ့ပြည်ထောင်စုကိုအုပ်ချုပ်မဲ့လူတွေငါတို့ကမင်းတို့အုပ်ချုပ်ခံမဲ့အုပ်ချုပ်ခံလူတန်းစားကျွန်တော်အပါဝင်မင်းတို့ရဲ့အုပ်ချုပ်ခံမဲ့မင်းတို့ငါတို့ကအုပ်ချုပ်မှာမဟုတ်ဘူးထပ်ပြောမယ်မင်းတို့ငါတို့ကအုပ်ချုပ်မှာမဟုတ်မင်းတို့အုပ်ချုပ်တာကိုကျွန်တော်တို့ကခံမှာအဲ့လောက်မပိမ့်စေချင်ဘူးသိတယ်မလားကိုယ့်ကိုအုပ်ချုပ်မဲ့အစိုးရဖြစ်လာမဲ့ရှမ်းတွေငါတို့ရဲ့အစိုးရဖြစ်လာမဲ့ပိုးအိုးတွေငါတို့ရဲ့အစိုးရဖြစ်လာမဲ့ကရင်တွေငါတို့ရဲ့အစိုးရဖြစ်လာမဲ့လမ်းကူတွေငါတို့ရဲ့အစိုးရဖြစ်လာမဲ့အဲ့ဗမာတွေအဲ့လိုအဲ့လောက်ကြီးအတွေ့အခေါ်မနှိမ်ပါစေချင်ဘူးခမင်းမိလဲတွေးစေချင်တယ် you have to be smart you know ကျွန်တော်တို့ကအဲ့ဒီနိုင်ငံရေးထဲမှာဝင်လဲဝင်မှာမဟုတ်ပတ်လည်းမပတ်တဲ့ဘူးစိတ်လည်းမဝင်စားဘူး
အဲကြောင့်ကျွန်တော်တို့ကနိုင်ငံရေးလုပ်တဲ့အချိန်မှာအမေရိကန် mix ဆိုတာမရှိတယ်လို့အမေရိကန်ရန်သူဆိုတာလည်းမရှိဘူးအဲကြောင့်ကျွန်တော်ပြောချင်တယ်အဲ့ဒါအမေရိကန် mix ဆိုတာလည်းမရှိဘူးအမေရိကန်ရန်သူဆိုတာလည်းမရှိဘူးအဲကျွန်တော်တို့ကကိုယ့်အရင်ကြီးကိုအထင်လဲမကြီးစေချင်ဘူးကျွန်တော်တို့လူတယောက်နဲ့တယောက်ဆက်ဆံတဲ့အချိန်မှာဖြစ်ကျွန်တော်တို့ကလက်နဲ့ရှိတယ်ကျွန်တော်တို့အင်အားတောင်းလို့ဆိုပြီးကိုယ့်လည်းအထင်မကြီးစေချင်ဘူးလူဆိုတာတက်တလေကြတယ်လေပဲလူဘဝဆိုတာကငိုတဲ့နေ့ရှိတယ်မျက်ရည်ကျတဲ့နေ့ရှိတယ်ပျော်ရွှင်တဲ့အချိန်ရှိတယ်ပြုံးရွှင်တဲ့အချိန်ရှိတယ်ကျွန်တော်တို့ကရည်တလေငိုတလေပဲအဲကြောင့်ကျွန်တော်ကိုအရှင်ပြေတဲ့အချိန်မှာအရှင်မပြေတဲ့လူကိုအဲ့လိုမျိုးနှိမ့်ချပြီးဆက်ဆံတာလည်းမကောင်းဘူးလူဆိုတာအမေနဲ့အရှင်မပြေဘူးအမေနဲ့မအောင်မြင်ဘူးလူဆိုတာကြန့်ရှုံးတဲ့နေ့လေးရှိတာပဲလူကအောင်မြင်ပြီးမှပတ်စံရှိတဲ့အချိန်ရှိတယ်လို့စီပွားရေးတွေအရှင်မပြေပြီးမှပတ်စံမရှိတဲ့ဘဝဆိုတာလည်းရှိတယ်လူဘဝကအသက်တရားမနေရပါမဲ့အမှုတရားရင်ဆိုင်ရတယ်အဲကြောင့်ငါတို့ပတ်စံကိုအတင်းချီရှိတယ်ဆိုပြီးလည်းကြီးကျယ်ဆရာမလို့ငါတော့ဘာမှမရှိဘူးဆိုလေဝမ်းနည်းဆရာမလို့လူဘဝဆိုတာနှိမ့်တယ်လေမြင့်တယ်လေအဲကြောင့်လူတိုင်းကိုCRPH ပဲဖြစ်ဖြစ် NUG ပဲဖြစ် NUCC ပဲဖြစ်ဖြစ် NLD ပဲဖြစ်ဖြစ်တိုင်းသားပါတီတွေပဲဖြစ်ဖြစ် EAO တွေပဲဖြစ်ဖြစ်လက်နက်ကိုင်တွေပဲဖြစ်ဖြစ်တယောက်နဲ့တယောက်တိုက်ပင်နဲ့ညနိုင်နဲ့ပြည်ထောင်စုရဲ့အကျိုးကိုအကုန်လုံးဝိုင်းတည်ဘူးစေချင်တယ်ဒါကကျွန်တော်တို့ရဲ့တကယ်ကိုစေတနာအရင်ခံဖြစ်တယ်အဲ့လောက်ပြောလဲနားမလဲနဲ့မပြောပြတတ်တော့ဘူးပလောင်တွေလည်းပါတယ်ပလောင်အတက်ပြင်ခံအဖွဲ့တွေလည်းပါတယ်အဲကြောင့်ကျွန်တော်တို့ပလောင်ပြည်သူလည်းကျွန်တော်တို့ပလောင်အတက်ပြင်ခံတယ်နည်းနည်းဖိအားပေးအောင်အဲ့ဒီရှမ်းကအဲ့ဒီပလောင်ကိုလည်းဆွဲချသွားတယ်လာဟူတို့ပို့တို့အဲကြောင့်ကျွန်တော်တို့ပလောင်တွေလည်းရှော့ရအောင်ကျွန်တော်တို့ပလောင်တွေလည်းအမေရိကန်အင်အားကြီးမနေဘူးကျွန်တော်တို့အင်အားနည်းတဲ့အချိန်ဆိုရောက်လာတတ်တယ်အဲကြောင့်ကိုအင်အားကြီးတဲ့အချိန်မှာအင်အားနည်းတဲ့လူကိုအဲ့လိုမျိုးအထင်မသေးရဘူးဟုတ်ပြီလားဒီညဒီလောက်ပဲပြောမယ်ကျွန်တော်တို့တော်လာရေးကအောင်တယ်မဟုတ်ဘူးကွာအောင်ပြီးသားကွာဒါပေမဲ့ကျွန်တော်တို့လူချင်တဲ့ပန်းတိုင်ကျွန်တော်တို့ကတွားချင်နေတာဒါပဲကျွန်တော်တို့ကဘယ်တော့မှပြန်မကြိုက်တဲ့နိုင်ငံဘယ်တော့မှကချင်နဲ့ဗမာကချင်နဲ့ရခိုင်ကချင်နဲ့ဗမာနဲ့ကရင်ဗမာနဲ့ရခိုင်အဲ့လိုမျိုးပြန်မကြိုက်တဲ့နိုင်ငံတကယ်ကိုငင်းချမ်းတဲ့နိုင်ငံကျွန်တော်စိတ်မဆိုးဘူးမင်းတို့ဓနတဟာရမြန်မာနိုင်ငံလိုပဲဒီထောင်းရှစ်နိုင်ငံအတူတကွဥရောပလိုမျိုးပဲနေနေပတ်စပို့လည်းမလိုဘူးမပုံတင်လည်းမလိုဘူးရှစ်နိုင်ငံကချင်နိုင်ငံဗမာနိုင်ငံရှမ်းနိုင်ငံကရင်နိုင်ငံရခိုင်နိုင်ငံဆိုပြီးမင်းတို့ကြိုက်တဲ့ပုံစံနဲ့ငါတို့စစ်ကူမဝန်ဆောင်ငါမင်းကချင်နိုင်ငံမှာငါနေချင်နေမယ်မနေချင်ငါရန်ကုန်မှာနေချင်နေမယ်အခုတော့မှမိတ်ဆွေတွေရှားတယ်ကျွန်တော်တို့ချောင်းတာဖက်မှာဟိုလဲချောင်းတာပါလဲငွေတောင်းရလာငွေဟိုဘက်မှာတစ်ချက်လောက်လာပြီးမှလာပါလာတဲ့မြေကြီးတစ်ခွက်လောက်ပေးမယ်ဆရာနေချင်းတယ်ကျွန်တော်နေချင်းသွားနေမယ်ကျွန်တော်ဗမာမှာသွားနေချင်းနေမယ်ကျွန်တော်ချင်းတောင်မှာသွားနေချင်းနေမယ်ကျွန်တော်ရခိုင်မှာသွားနေချင်းနေမယ်ကျွန်တော်ဘယ်မှာပဲနေကျွန်တော်တဘောပဲကျွန်တော်တို့ဓနတဟာရမြန်မာနိုင်ငံရှစ်နိုင်ငံပဲခွဲလိုက်ကြတော့မင်းတို့အဓိကတော့ရံမဖြစ်ပြီးရောလူမျိုးတစ်မျိုးနဲ့တစ်မျိုးအမုန်းမပွားပြီးရောရန်ကုန်ကလူလဲသူရန်ကုန်မှာမပြောဘူးမြစ်ချားမှာသွားနေမှာပေါ့မလားကျွန်တော်ဥရောပရောက်တော့ကျွန်တော်နော်ဝေးမှာအင်ကိုငားနေတဲ့အချိန်မှာနော်ဝေးမှာအဲ့ဒီအင်ပိုင်ရှင်ကခရိုအေးရှားဖြစ်နေတာဟဲနေခရိုအေးရှားနိုင်ငံကနော်ဝေးမှာနေအင်ပိုင်လာလားဟုတ်တယ်အိုးအေးသူတို့ကယူရိုပဲဥရောပပဲသူတို့လွတ်လပ်နိုင်ငံတနိုင်ငံနဲ့တနိုင်ငံစီးပွားလို့ရခရိုအေးရှားကယူရိုမှာစီးပွားလာလုပ်တဲ့အချိန်မှာယူရိုအစိုးရနော်ဝေးအစိုးရကိုသူအခုအပြည့်အဝဆောင်ပေးတယ်အဲ့လိုပဲပေါ့ဆိုတော့ရန်ကုန်ကကျွန်တော်တို့ဗမာညီကိုတွေကချင်ပြည်နယ်မှာပြောင်းနေကချင်ပြည်နယ်အစိုးရသူအခုဆောင်မှာပဲကြောက်စင်းတူးမယ်ရလာတဲ့အကြောက်စင်းအမျက်ခွန်တွေသူဆောင်မှာပဲလေအဲ့ကချင်တထဲတွေလည်းရခိုင်သွားတယ်ရေနံနဲ့တဘာဝတန်းငွေစီးပွားသွားလုပ်တယ်ရလာတဲ့အမျက်ခွန်ကိုရခိုင်အစိုးရကအပြည့်အဝဆောင်မယ်
ရခိုင်ပြည်သူတွေကိုအကျိုးပြုမယ်ဆိုသူရခိုင်မှာနေလဲဘာဖြစ်လဲမကျေနပ်လို့ကချင်လူပြူတယောက်ကရခိုင်မှာသွားယူပြီးရခိုင်မှာနဲ့အိမ်ထောင်ကြပြီးရခိုင်မှာနေဘာမှမဖြစ်ဘူးမလားဗမာမတယောက်က KA စစ်သားတယောက်ကိုချစ်ကြိုက်လို့ကချင်ပြောင်းသွားပြီးကချင်မှာသွားနေပေါ့ဒါပဲလေအဓိကတော့လူတယောက်ကဘေးနိုင်ငံမှာပဲနေလူမျိုးအသက်ရှင်ခွင့်ရတယ်လူကူလူမြင်တဲ့နိုင်ငံမှာနေလို့ရရဆိုတော်ပြီအဲ့လိုပဲကျွန်တော်တို့ကအဲ့လိုပဲလူချင်းတယ်နင်တို့အရန်ဖက်ဒရယ်အရန်ခက်တယ်ဆိုရင်ကနတခါရနိုင်ငံဆိုပြီးရှစ်နိုင်ငံပဲထောင်လိုက်တော့ဘာမှမထူးဘူးလေဖက်ဒရယ်နဲ့အဲ့ဒါနဲ့ဘာမှမထူးဘူးတူပဲကျွန်တော်တို့ကယူရိုပဆိုကြည့်တွေ့တယ်မလားတို့ကယူရိုငွေပဲကြိုက်တယ်လေတို့နိုင်ငံပတ်စံမရှိတော့ကျွန်တော်တို့မြန်မာနိုင်ငံတနာတခါရဆိုကျွန်တော်တို့ကဒေါ်လာကြိုက်မယ်လေမလားငွေစင်းမြင့်လေးပေါ့ဥမာဒေါ်လာကိုငါတို့ဗမာကျပ်လို့မသုံးတော့ဘူးလေကျွန်တော်တို့ဒေါ်လာပေါ့ကွာပြောချင်တာမြန်မာဒေါ်လာ$ကိုကျွန်တော်တို့ငွေက$လောက်ဆိုလည်းမဆိုးပါဘူး$3လောက်ဆိုလည်းမဆိုးပါဘူးမလား$4 $5လက်ခံလို့ရတယ်လေဆိုတော့ကျွန်တော်တို့လည်းပတ်စံကိုဘုံတစ်ခုသုံးမယ်ကချင်ပတ်စံလည်းမရှိဘူးဗမာပတ်စံလည်းမရှိဘူးကျွန်တော်အကုန်လုံးအင်္ဂလိပ်စာသုံးမယ်ကွာဘာဖြစ်လဲမလားမင်းလည်းဗမာကျွန်တော်တို့ဘုံဗမာစာမသုံးဘူးဗမာစာသုံးလဲကချင်လည်းကြိုက်မှာမဟုတ်ဘူးမွန်လဲကြိုက်မှာမွန်လဲသူ့ရဲ့မွန်စာသူသုံးခိုင်းစေချင်တယ်ကဲဟုတ်ပြီငါတို့အင်္ဂလိပ်စာသုံးမယ်ပြီးငါတို့ကနိုင်ငံတကာထွက်ရင်ငါတို့ passport တစ်ခုနဲ့ထွက်မယ်ပြီးပြီပတ်စံလည်းဒါပဲသုံးမယ်ပြီးပြီလေကျွန်တော်ရန်ကုန်မှာနေမယ်ကွာကချင်ရန်ကုန်အစိုးရကိုကျွန်တော်ပြပြဝအခွင့်ဆောင်မှာပေါ့မလားကျွန်တော်စီးပွားလို့အခွင့်ဆောင်မှာပေါ့အဲ့လိုပဲလေဘာမှတကယ်ကိုလွယ်လေးကိုမင်းတို့တွေဘေးလွယ်အိမ်မလုပ်ပါနဲ့ကဲရှေ့မှာသွားမလားဥဆောင်မင်းတို့ရှမ်းတွေဥဆောင်မလားရတယ်ဥဆောင်ဟုတ်ပြီမင်းတို့ဘိုးတွေဥဆောင်မလားရတယ်ဥဆောင်မင်းတို့လာဟုတွေဥဆောင်မလားရတယ်ကျွန်တော်တို့လိုက်မယ်ကဲမချင်တယ်လို့မင်းတို့ပလောင်တွေဥဆောင်မလားရတယ်ဥဆောင်အတိကတော့1940ခုပြည်လုံဂတိကဝုတ်ကိုပြည်လုံစာချုပ်ကိုအခြေခံတဲ့ဖက်ဒရယ်ပြည်ထောင်စုဒါပေါ်ပေါက်လာမယ်ဆိုရင်ပလောင်ပဲဥဆောင်ဆောင်ဘိုးပဲဥဆောင်ဆောင်အာခါပဲဥဆောင်ဆောင်ရှမ်းပဲဥဆောင်ဆောင်ငါတို့ကဂယုကိုမဆိုင်တာဂယုကိုမဆိုင်ဘူးဘသူပဲဥဆောင်ဆောင်ကွာမချင်လန်းတို့ဂဒူးကနန်းတို့ပဲဥဆောင်ဆောင်ရောသားတွေပဲဥဆောင်ဆောင်ကြိုက်တယ်လို့ဥဆောင်အခုကျွန်တော်ကိုမြေကြီးပေးမယ်ဆိုတဲ့လူတွေနေရာတကာရှိတယ်အသေးဖြူကျွန်တော်ပေးမလားမသိဘူးမြင်များမလို့ပါဘူးကျွန်တော်တေးဖြူကျွန်တော်လည်းတော်လာလို့ပြောပေးလေပေး50 60လောက်ရှိရင်အိမ်တစ်လုံးဆောက်ရင်ကျွန်တော်နေလို့ရပြီမြေကြီးအလူပေးမယ်ဆိုတော့ email နဲ့ပေးမှရမယ်နော် chat box နဲ့ပေးမယူဟုတ်ပြီဒါတော့ပျော်စရာကောင်းတဲ့တိုက်ပြည်ကိုကျွန်တော်တို့ကဒီလိုမျိုးတိဆောက်မှရမယ်လေမလားငါကချင်မှာပဲနေရမယ်ဆိုတာမင်းဘယ်သူပဲတားထားတယ်ငါမကျေနပ်လို့ရခိုင်မှာသွားနေလေဒါငါရအခွင့်ရေးလေငါမွန်မှာပဲသွားနေငါဟောရန်ကုန်မှာပဲနေသွားနေတန်လင်းမှာပဲနေတလမှာပဲနေငါဘူကလေးမို့ကျွန်းမှာပဲနေငါကြိုက်တဲ့နေရာငါနေမှာပေါ့မလားဒါပဲလေဟုတ်ပြီကျေးဇူးတင်တယ်ကျွန်တော်တို့အတွေးခေါ်ပြေရအောင်နှလုံးသားခြေပြန့်နဲ့အများအကျိုးဒီပူရအောင်လို့ကျွန်တော်ခွန်အားပေးခြင်းနဲ့အများအကျိုးဆောင်ရင်ကိုယ်အကျိုးအောင်တယ်နော်ကျွန်တော်ဘဝမှာဒီနေ့ဒီလိုရက်တည်နေတာကျွန်တော်ရဲ့ချွေးနှဲစာနဲ့ကျွန်တော်ရှာထားတဲ့ဟာကကျွန်တော်ပိုင်ဆိုင်မှုရဲ့30%တော့မရှိဘူးကျွန်တော်ချွေးနှဲစာနဲ့ကျွန်တော်ရှာထားတာကျွန်တော်ရဲ့ပိုင်ဆိုင်မှု30%တော့မရှိဘူးကျွန်တော်15နှစ်ရှိပြီကျွန်တော်အများအတွက်အလုပ်လုပ်တယ်ကျွန်တော်တကယ်ကိုအများအတွက်အလုပ်လုပ်တယ်15နှစ်တိတိပြီကျွန်တော်လူသားချင်းစာနာတဲ့အလုပ်ကျွန်တော်လုပ်လာတယ်ကျွန်တော်15နှစ်ပြီအဲ့ချိန်မှာကျွန်တော်ရဲ့အကျိုးကိုသူများကပေးတယ်ကျွန်တော်မိကြီးသူများအလကားပေးတယ်
那一个生下一个要那有来要die家的个啥，这种阿拉卡背了。把别人说路来地的嘛，地的么啦？我阿苗就上来，对面个家个啥阿拉卡背没路，面积个啥阿拉卡背没路，这种也白山木了，阿拉卡亚的哈的苗的地啦。可能谁看侬阿拉卡亚啦，阿拉卡的代表啦，阿拉卡亚啦。这种嘛咖喱西西的去嘛，东西个阿拉卡亚啦。这种也吹呢啥，这种也不善呢，这种干的是为事情咯。把别不忘嘛，干的是老了，过下来不善呢，为事情呢，属于这种的是为事的。类似嘛，东西啊，都面过阿拉卡背的，他表明阿拉卡背的都面过，阿拉卡背的。哎呀，这那罗阿面就上过就昂呗。哎呀，这那罗路来阿面就上那样，这那罗就啥样咯？吃了表情呢？好比送单这那 KNDF 个这那个email 过来的 KNDF 的喏，这那罗要说刚刚跟你提林咯，交通咯，浪血咯。在email 过来，碰碰将带哪里你了，表白话的，哎，后边可能你来地那边去了 ，KNDF 说你都设对地多边去了，我个设对着，假如 KNDF 是不是 BO 是不是吧的，那么1 2 3 4 5 6 7 8 9 10 11 12 13 14 BO 定你东两个桥可惜过的10东10嘞，假如 KNDF 喏，个呀个印尼个呀片嘛。那边嘛，都是 page 的嘛嘞，多设对比嘛，就那罗，都当然的了，古尼路亚嘞，就那米比嘛，现在就那 PDF 的，就那 Glade 嘞，就那个来拉米的了，古尼家吧，就那标开来了，就那标背了，撇的，他标没，就那路看的然后不标背了，撇的，乖呢哪里吧，要是那个吃的，要是那个偏的看钢琴背吧些。